အကြီးကြီးဟောဖို့ပြင်ဆင်ထားပါတယ်ဒါပေမဲ့အစပိုင်းနဲ့ပဲဝိညာဉ်တော်ကအရင်အလုပ်လုပ်တော့ရက်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒါအဓိကကြတယ်ကျွန်တော်အစီအစဉ်ကဘာဦးကျန်းဖွင့်ထားပြီးသားဟုတ်ဒါမဲ့ဖခင်ကရက်ခိုင်းလိုက်တယ်အရေးကြီးဆုံးကကျွန်တော်တို့ဟောပြောလို့လူပြောင်းလဲတာမဟုတ်ဘူး not by might not by power but by my spirit said the Lord ကျွန်တော်တို့ဟောကောင်းလို့ပြောကောင်းလို့ပြောင်းလဲနေတာမဟုတ်ဘူးတကယ်တော့တရှိမဝိညာဉ်တော်ဖြစ်တယ်တရှိမဝိညာဉ်တော်ကလူရဲ့တတ်တော်ထိတွေ့မင်းကိုဖခင်အရင်ချစ်တယ်နော်လို့ပြောတဲ့စကားတစ်လုံးကမျက်ရည်ပေါက်ပေါက်ကြတဲ့အထိအတတ်တော်ပြန်ဆက်ကပ်သွားဖို့ကြောင့်ဖြစ်စေတယ်အရေးကြီးဆုံးကကျွန်တော်တို့အတတ်တာထဲမှာဘုရားသခင်နဲ့မိတ္တဟာယအရင်ကြီးတယ်မိတ္တဟာယကျွန်တော်တို့စာအုပ်ဖတ်ပြီးတော့ဟောလို့ရပါတယ်ဒါပေမဲ့ဖခင်ကိုအချိန်မပေးဘဲဟောတာနဲ့အချိန်ပေးပြီးတော့ဟောတာတိကျပါလားစာအုပ်ဖတ်ပြီးတော့စေနာရီဟောရင်လူက information ရပါတယ်ဝိညာဉ်တော်ကိုအခွင့်ပေးပြီးတော့ကျွန်တော်စီစဉ်တာထက်ကိုတော့အစီအစဉ်ဖြစ်ပါစေလို့အနံ့လိုက်နိုင်ဝက်ကလူတွေရဲ့အတ္တကို transformation ဖြစ်သွားစေတယ်။အဲဒီတော့ကြောင့်ယနေ့အရေးကြီးဆုံးညာကကျွန်တော်တတ်တာထဲမှာဖျားရှင်မှုတော်မြတ်ကိုကျွန်တော်က performance လုပ်လို့မလုပ်ချင်တော့ဟုတ်လားလူတွေကိုဖြောပြတဲ့အဆင့်လောက်မလုပ်ချင်တော့လူတွေကျဉ်တ်လောက်အောင်မလုပ်ချင်တော့ဘာလို့အချိန်မရှိတော့လို့အချိန်မရှိတော့ဒါ serious business လူတွေကိုမကြောက်ပြပြမယ်လူကစက္ကန့်နဲ့လောကကြီးထွက်ခွာနေကြတယ်လူတွေနော်တိတ်နေကြတယ်ရှင်းပြောလို့တိတ်နေကြတယ်အဲ့ဒီတိတ်နေတဲ့လူတွေကခရစ်တော်မရငရဲသွားမှာရှင်းရှင်းလေးပဲခရိယန်လည်းငရဲသွားမှာပဲဗုဒ္ဓဘာသာလည်းငရဲသွားမှာခရစ်တော်မရခရိယန်ဖြစ်တော်ညာလေခရစ်တော်မရလကားပဲခရိယန်ဖြစ်တော်ညာလေခရစ်တော်နိုင်မရှိရင်အသက်တာမှာစာရန်ကအုပ်စိုးနေတာပဲအကြောင်းခရစ်တော်နိုင်ကျွန်တော်တို့တကယ်ရှိဖို့လိုတယ် information အတတ်တာတွေကျွန်တော်မလို့ကျွန်တော်ညှင်းဝေကုန်ပြီတစ်ပေါင်းများစွာညှင်းဝေပြီကျွန်တော်ခရစ်တော်နိုင်တကောနဲ့နမိတ်လက္ခဏာနဲ့လမ်းနဲ့ခြေလမ်းနဲ့မှာဘုရားရှင်နိုင်ငံတော်တည်ထောင်မှုပဲဖြစ်ရမယ်အာမင်စာရနိုင်ငံကြရှုံးရမယ်ဘုရားခင်နိုင်ငံတည်ထောင်ရမယ်ဒါကိုကျွန်တော်ယင်ထဲမှာညတကောင်ထနိုးလေယင်ထဲမှာ it's really burning in my heart ဒီထဲမှာလောင်ကျွမ်းနေတယ်အဲ့ဒီလောင်ကျွမ်းတဲ့အရာကဆက်လက်ပြီးတော့တာသမီရောက်စီတဲ့ကျွန်တော်ရောက်တဲ့နေရာမှာဆက်လောင်ကျွမ်းမှုအကြောင်းမဖြစ်ရမယ်အာမင်အာမင်ဘုရားရှင်အော်ဘယ်လုံးလုံးမယ်တခုပဲဘသူ ready ဖြစ်လဲဘသူ ready ဖြစ်လဲကိုရောကျွန်တော်ကိုသုံးပါကျမကိုသုံးပါကိုရောဘုံတော်အတွက်ကျွန်တော်အတတ်တာကိုစက်ကမယ် ability ဘုရားကမလိုချင်ဘူး available ကိုဘုရားလိုချင်တယ် amen ability တော်တာတတ်ရတယ်အကုန်လုံးလို့ရတယ်ဒါပေမဲ့ဘုရားမပါလိုက်လကားပဲကျွန်တော်အကိုနဲ့ကျွန်တော်ကြွားတာအဲ့ဒါပဲကျွန်တော်အကိုကကျွန်တော်အထက်များစွာအတန်ကောင်းတယ်ကျွန်တော်အတန်မကောင်းဘူးအတန်ပြပြရှောက်ဩတာတကယ်ပါကျွန်တော်အကိုကအတန်ကျွန်တော်ကြိုက်တယ်အရင်ကြိုက်တယ်ဒါမဲ့သူ့ပြဿနာကသူကဘယ်မှာပဲဆိုလဲဆိုလမ်းဘေးအုပ်ခုံမှာတချင်းဆိုတယ်တကြရောက်ရင် stage show မှာတက်ဆိုတယ်သူလှုပ်တယ်ကျွန်တော်ကောင်းမှတ်မိတယ်သူအင်ကြီးပါတခါမုတ်ဝင်သွားတာသူအင်ကြီးချုပ်ဘာလဲဟိုတချင်းဘောရှိတယ်ဘယ်သူချင်းလဲတော့မသိတော့ရောယူလိုက်ဆိုရင်သူလှုပ်တာကျွန်တော်မလှုပ်တာဘူးအဲ့လိုအရှိမလည်းမလှုပ်တာရောယူလိုက်အမေအင်ကြီးပြစ်လိုက်ပြီးတော့ငါအင်ကြီးပြောက်သွားလေဝင်သွားပြီးတော့ဂီတာတီးတာလည်းအရင်ကောင်းဒီကတည်းကလည်းသူကအင်းစိန်မှာကျွန်တော်အင်းစိန်မှာခဏနေဘူးလေအမေကခြံနဲ့အိမ်တော့ဝယ်တော့ကျွန်တော်အင်းစိန်မှာတွားနေကြရင်အင်းစိန်မှာဒီဥစ္စာပေါ့သူလေးလာတာပေါ့အင်းစိန်မှာတော်တော်များများဂီတာတီးကျွမ်းတဲ့အဖွဲ့တွေရှိတယ်ဆိုတော့အဲ့ဒီမှာဂီတာတွေတော့တင်ဆော့ပွဲမှုလို့ဘာလို့စီမှာသူဂီတာတော့တင်သေးတယ်အမေပြန်လာတော့မလေးငင်းချိန်လုံးနဲ့သူလေဘာမှလည်းတော့ကျွန်တော်လည်းမသိအဲ့ဒီတကယ်မသိတာရောက်နေ
ရတော့ဘုရားအကြောင်းမှာတီးပါဆိုတာမှမတီးဘူးကျွန်တော်ချင်းနေတဲ့အရန်နေတော့အဲ့ဒီအတန်လေးတက်လာပြီတော့ချင်းညီကောင်မောင်တို့ကကျွန်တော်အရန်ချစ်တာတော့ပါအဲ့ဒါခင်ကျမလေးအယားဆွဲတာအတန်လေးဆွဲပါအရန်ချစ်စရာကောကျွန်တော်လည်းအကျင့်ပါကောသူအရင်အရင်လုပ်တယ်ဒါပေမဲ့တခါမှသူဖះเจ้าမှာမစိုးဘူးအိမ်မှာဆိုရင်စားပြီအိမ်မှာဆိုစားပြီအမေရေးစားနဲ့ကွဲများလို့တော့အမလေးရေးစားနဲ့ကွဲလာခဲ့တာဂီတာလေးကိုင်းအခန်းလေးမှာတကားပဲမဲတော့နားထောင်ကောင်းနေအပြင်ကနေနားတော့ဒီကတော့သူ့တံပေးရလာလဲဖះစီကခတ်သိန်းတော့ရတယ်ကိုတော့အထဲကနော်ကိုတော့အားဖြစ်နေတာနော်ဆိုတော့3ခုရှိတယ်မှတ်ထားပါအဲ့တော့မဖြစ်ခင်ဗျားတော့လကားပဲကိုတော့ခတ်သိန်းတော့ရတယ်ဒီကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းကိုတော့အဖို့လုံးငါ၎င်းဖြစ်ရမယ်အာမင်ဆိုကြည့်ကိုတော့အားဖြင့်ဖြစ်တယ်ကိုတော့အထဲကဖြစ်တယ်ဆိုတော့ဘယ်သူတော့ပြန်ဖြစ်ရမလဲကိုတော့အတွက်ပြန်ဖြစ်ရင်ဘုရားရှင်ဘုန်းတော်ထင်ရှားတယ်ဆိုတော့ဘုရားရှင်ကြီးကနေသူကအများကြီးသူရနေတယ်အဒီခက်ကောင်းတယ်အတန်ကောင်းတယ်သူတချင်းဆိုရင်အမထွင်းတင်လို့ခစ်ပေါ်တော့အဲ့ချင်းတော့ဟာထွင်းတဲ့ချင်းဆိုလိုက်ပြီဆိုလူတွေကစားတော်တော်လေးအံ့ဩတယ်သူတန်လေးလှုပ်တယ်ကြောင်လုံးမလှုပ်တော့အဲ့လိုလှုပ်တတ်တယ်သူအတောင်ဒီလိုထွန်းလို့ဆိုတာလေကောင်းတယ်ကိုရဲ့ဆိုပါပြကြအောင်ဟာလို့ပါဟိုကိုရဲ့ဆိုတာတစ်ခေါက်တော့ကိုလို့ပါဒါဆိုလေကိုတီးပြကြောင်ဆိုโอเคဒါဆိုငါရှေ့မထောက်ဘူးခုံမထိုက်တယ်အမသူအဲ့လိုစိတ်ဆိုးတော့တက်ရဲတယ်ဘာလို့ဖျားကြောင်ရှေ့မထောက်လဲမသိဘူးအောင်ဆိုင်နော်ထောက်ခင်ဗျာအမထိုက်တယ်ကျွန်တော်တီးပေးပြီးကျွန်တော်တီးဆိုကျွန်တော်ကတော့ဖိုးဆိုခြင်းလို့ကနာမည်ရပါတယ်ဖိုးဆိုခြင်းငယ်ဘယ်သူဆိုမဆိုကျွန်တော်ဆိုမယ်နော်ဒီနေ့ဒါမဲ့တချို့ချိန်ဒီမှာဆိုအထူးဧည့်သည်လာမယ်ဒီနေ့မဆိုနဲ့တော်နေခက်ကြရတယ်အထူးဧည့်သည်ရှိတယ်ဆိုနေဆိုအထူးဧည့်သည်နေမှာကျွန်တော်မဆိုရဘူးလုံးဝကိုတင်းတော်နဲ့ကိုရှိတဲ့ချိန်မှာလို့ဆိုရတယ်ဘာသာအပတ်တိုင်းဆိုတော့သူများလည်းညီးဝင်လာတယ်အပတ်တိုင်းဆိုတော့ညီးဝင်လာဒါပေမဲ့ကြွားသွားတဲ့အရာကကျွန်တော်ကဘယ်သူဆိုမဆိုကျွန်တော်ဝင်ဆိုတာဆိုရင်နဲ့ဘာဖြစ်လာဆိုဖျားခင်ရလေမှတ်ထားပါဖျားမျက်နှာလိုက်တဲ့ဖျားမဟုတ်ဘူးဒါပေမဲ့မှတ်ထားနှလုံးရည်လိုက်တဲ့ဖျားဖြစ်တယ်အာမင်မျက်နှာမလိုက်ဘူးဒါပေမဲ့နှလုံးရည်လိုက်တယ်နှလုံးသားကဘသူကသူ့ဘက်မှာရှိတယ်ဒါကိုဖျားကြည့်တယ်ဒါကိုတော့ဖျားကြည့်တယ်နော်ခင်ဗျမှတ်ထားနှလုံးသားကိုပြင်ဆင်ပါလုံးတော့ပြင်ဆင်ဘာလုံနေတာလဲဖျားစိတ်ဝင်စားဘူးဘာကြောင့်လုံနေတာလဲအဲ့ဒါဖျားစိတ်ဝင်စားတယ်အမြဲတမ်းဖျားကြောင့်လာတတ်တယ်ကောင်းတယ်ဒါပေမဲ့ရည်ရွယ်ချက်မရှိပဲလာတတ်ခမည်းလာတယ်စီဓာတ်စီကုန်တယ်โอเคအချိန်ကုန်သွားတယ်ဒီမှာလာထိုင်းအချိန်ကုန်သွားတယ်ဘာမရပဲပြန်သွားရတယ်မဖြစ်ပါစေကျွန်တော်ဆိုဘာပဲလုပ်လို့ကျွန်တော်စဉ်းစားတယ်အခုကျွန်တော်ဒီမျိုးဘာလာလုပ်လဲကျွန်တော်စဉ်းစားတယ်ဘာလို့လာလဲကျွန်တော်စဉ်းစားတယ်ဖျားတခင်ကိုကျွန်တော်တကယ်ချစ်လို့လာတာပဲဖြစ်ရဟုတ်ကဲ့နော်ဟိုကခေါ်လို့ဒီကခေါ်လို့အာနာလို့အလူငွေရချင်လို့ချီးမွမ်းခံချင်လို့လာတယ်ဆိုရင်ကျွန်တော်တားစီပြေးစားအာမင်္ဂလာဖြစ်တယ်ကိုတော့နိုင်ငံတော်ကျေပြန့်ပါစေတော့ဆိုစေတနာနဲ့ကျွန်တော်လာချင်းမှရင်
ဖျားခင်ပုံတော်ထင်ရှားတယ်အာမင်ဆိုတော့နှလုံးသားအဓိကဘာပဲလုပ်လို့နှလုံးသားအဓိကဒါဝိဒ်ကလေးကတူးကြောင်းနေတယ်တူးကြောင်းသားလေးပါမိသားစုထဲမှာညံ့နာမရတဲ့သူပါအရေးကြီးတယ်လို့စင်းထဲမှာထဲချင်းမခံရတဲ့လူပါကျွန်တော်ဒါဝိဒ်အကြောင်းပြောတိုင်းမှာကျွန်တော်ရင်ထဲကနေအမြဲတမ်းငိုကြွေးရတဲ့အပိုင်းတွေအများကြီးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ရင်ထဲမှာအမြဲတမ်းဒါဝိဒ်ကျွန်တော်နာမည်ဒေးဗစ်မို့လို့မဟုတ်ဘူး။သူ့ရဲ့အတွေ့အကြုံနဲ့ကျွန်တော်ရဲ့အတွေ့အကြုံအများကြီးတူတာလေးတွေရှိတယ်။ဒါဝိဒ်ရဲ့အသက်တာအမြဲတမ်းဘေးနားမှာဆိုစနာကြည့်အောင်သူ့ရဲ့အကိုတွေအားလုံးကိုဗိတ်သိက်ပွဲမှာခေါ်ဖိတ်တယ်သူ့မခေါ်ဖိတ်ဘူး။စနာကြည့်စမ်းဗိတ်သိက်ပေးဖို့ရန်အတွက်ရှမွေလရောက်လာပြီတယောက်ပြီးတယောက်ကိုဗိတ်သိက်လောင်းတယ်အဲ့ဒီမှာဘုရားကျွန်တော်ဖွင့်ပြတယ်ကျွန်တော်ဒီဗိတ်သိက်အကြောင်းကိုကျွန်တော်လေ့လာတယ်တညကျွန်တော်စာအုပ်တွေလည်းပြတ်နေတာပေါ့နော်ကျွန်တော်ကတင်ပေါ်မှာကျွန်တော်စာအုပ်တွေပြတ်ပြီးတော့တခါလေးမှာစာအုပ်တွေကြားထဲမှာပဲကျွန်တော်အိပ်ပျော်သွားတယ်ကောင်းကတဲ့စေပေါ့ကျွန်တော်ပြန်လေ့လာခြင်းတယ်ဒီဥစ္စာပေါ့ကျွန်တော်အခြေခံနားမလဲပဲနဲ့ရှောက်ပြောရင်အတိတ်ပဲစစ်မှန်နေဟာမထွက်လာအတင်းတော့နားတယ်အတင်းတော့နားတယ်ကိုညံနဲ့ပြောလိုက်တဲ့အရာကိုစိတ်ထင်နဲ့ပြောတဲ့အရာတွေကမှားသွားရင်ဆရာဝန်ကစေးမထိုးရင်လူတစ်ယောက်ပဲသိတယ်ဒါပေမဲ့အမှုတော်ဆောင်တစ်ယောက်ကမှားပြောမိရင်အတင်းတော့တစ်ခုလုံးသိတယ်သိချောက်ဆရာကောင်းတယ်သိချောက်ဆရာကောင်းတယ်ကျွန်တော်တို့အင်မတန်ရေးကြည့်ပါတယ်အမှုတော်ဆိုစောင့်တိုက်ရင်မင်္ဂလာဖြစ်တယ်မဆောင်တိုက်ရင်အမင်္ဂလာဖြစ်တယ်ဒါစင်ကြီးဆောင်အမင်္ဂလာဖြစ်စေတယ်ဆိုတော့ကျွန်တော်သိကြောက်တယ်ဒါကြောင့်ကျွန်တော်ဖျားဝယ်အားကိုးတယ် I lean on Holy Spirit အဲ့ဒါပဲမဟုတ်ကျွန်တော်Australia ရောက်တဲ့အချိန်မှာကျွန်တော်နောက်ကအများအား live ကိုကူညီပေးတဲ့ညီမငယ်တယောက်ရှိတယ်သူကဂျပန်ကနေပြီးတော့လာတယ်ဂျပန်မှာသူ master ပွဲတွေအောင် business မှာလည်းအောင်မြင်တယ်ဒါပေမဲ့သူ Hillsong conference ရောက်လာရင် Hillsong မှာဖျားဖော်ပြလို့ဆို Hillsong မှာကျန်စာကြောင်းလာတက်ပြီးတော့ကျွန်တော်ရောက်လာတဲ့မှာသူကျွန်တော်နောက် live တော့အများအားဆက်ကတ်တယ်ဒီတစ်ခါမှရနောက်လို့လည်းပါတယ်ပြီးတော့မှဒီညီကိုမောင်မတွေအားလုံးပါလာကြတယ်သူလည်းလိုက်ဆက်ကပ်ပြီးတော့ကျွန်တော်သူလည်းကားမောင်းပေးတယ်ပြီးလည်းပြောသူကပြောဆရာတရားဟောတိုင်းမှာကျမရင်ထဲမှာခံစားတယ်တိတ်နှုတ်ကပတ်တော်လေးဒီလောက်ကြီးအများကြီးလည်းမဟုတ်ဒါပေမဲ့အထဲမှာဘုရားရှိနေဆိုတာခံစားနေရတယ်ဆရာရဲ့ဘာလဲတော့မသိဘူးတဲ့ဆရာလှုပ်ဝက်ချက်ပါလဲပြောပြပါဆိုကျွန်တော်လည်းချက်ချင်းတော့မပြောတတ်ဘူးငါလှုပ်ဝက်ချက်ပါလေစဉ်းစားတယ်ပြန်စဉ်းစားတယ်ဒါနဲ့တခုပဲကျွန်တော်သိတဲ့အရာတခုကတော့လူလူမောင်လို့တခုတော့ပြောနိုင်တယ်လို့ I totally depend on him totally depend ကျွန်တော်ရဲ့အတွေးခေါ်တွေကျွန်တော်သိထားတယ်ကျွန်တော်ဖတ်ထားတယ်အားလုံးကျွန်တော် shut down လုပ်ပြလိုက်တယ်ပြီးတော့မှ Holy Spirit speak through me and minister to your people and bless your people through me that's all I pray အဲ့ဒါပဲကျွန်တော်ဆုတောင်းတယ်ဒါနဲ့ကျွန်တော်ပြင်ဆင်စကနေရင်းနဲ့ဘုရားရှင်ကျွန်တော်ဖွင့်ပြတယ်ဗိသိက်အကြောင်းဗိသိက်လောင်းတယ်ဆိုတာကဒီလိုဖြန်းတာမဟုတ်ဘူးစီကလေးနဲ့ယူလို့ဒီလိုတောက်တာမဟုတ်ဘူး तू อ่ะစီအိုးရှိဒီလောက်ရှိအဲ့ဒီစီအိုးနဲ့ तू อ่ะလောင်းချတာဘယ်လိုပဲဆိုလောင်းချတာတကူလုံးရွှဲသွားတာဒါလေးကျွန်တော်တို့ပြန်လုပ်မယ်အင်ကြီးတွေတော့brand တွေတိတ်မဝယ်လာမယ်ဘယ်အဖို့ပြန်လုပ်လိုက်မယ်ကျွန်တော်တခါထိဘူးလေကျွန်တော် Maurice Sorello ရဲ့ conference မှာစီခွတ်ကြီးထားတာဘာလို့မလဲပေါ့ဖျားရှင်ပေါ်ပြသူထွက်လာခဲ့ကျွန်တော်လည်းထွက်လာတာကျွန်တော်အကြိုက်ဆုံး Burberry ကျွန်တော်ဝတ်ထားတာကြိုက်ရရှိတယ်ကြိုက်လို့လားရှက်အင်းကြီးကြိုက်တယ်အရင်ကြိုက်တယ်ဘယ်နှခါရှော့ဒီပုံစံမဲ့တော့ကြိုက်နေတယ်
နော်မတူးနော်တရုတ်ပြည်အတူကတော့တစ်ခါလျှော်ပြီးနွမ်းတယ်အတူတူစတော့ကွာကြောက်ဟာဟိုလေအဲ့ဒီမှာ Miles Monroe လို့ Dr. Miles Monroe လို့ပြီးတော့ Benny Hinn လို့လာတာဟောဒီဆိုင်တွေလာမစောငါလည်းပဲဝင်မှာပေါ့ဆိုရှင်ဟာ Benny Hinn အင်ဂျီတောင်းကြော်ဆိုကျွန်တော်လည်းကပ်ပြီးတော့ကြည့်တာဗာလဲလို့ဟုတ်တယ်ရွှေကြိုးလေးတွေနဲ့ तू အလကားမဟုတ်ဘူးနော်အလကားမဟုတ်ဘူးဒါတွေကပြောမယ်ဆိုတော့ကျွန်တော် subject ပါပျောက်သွားမယ်နည်းနည်းတော့ပြောမယ်နည်းတော့တာတိဆိုအကောင်းဆုံးဝေးရတယ်အာမင်အကောင်းဆုံးဝေးရတယ်အကောင်းဆုံးဘာလို့လဲသိလားဘယ်နည်းတကောင်းတောင်ဝေးတော့သူများအပြစ်တင်တယ်မတင်နဲ့ဖခင်မျက်မှောက်တော်လေးတိုးဝင်ပေါ်အာယုံရဲ့အဝတ်ကဒီခေတ်ဒီကာလနဲ့ဆိုover 2 million ရှိတယ်တေချာပြန်ကြည့်အာယုံဝတ်တဲ့အဝတ်စားထဲမှာဒီမှာကြောက်တွေရောဘာတွေရောရှုပ်ရှက်ခါနာပဲဒီခေတ်ဒီကာလ scholar လေးပြန်ပြောတာ over 2 million dollar တန်ဒီခေတ်ဒီကာလ2 million တော့ဝင်မိဘမဲ့တောင်းဆောက်လိုက်ပါလားဆိုရမောဖို့ဖယားမျက်မှောက်တော်ဟာအရေးကြီးတယ်အာမင်ဒီလူတွေလောက်တာကျွန်တော်နားမလည်ဘူးဒါပေမဲ့ဒီလူတွေလောက်တာဖယားခင်မျက်မှောက်တော်မှာနေတတ်သွားတော့သူတို့ပါစက်ထဲရတယ်ဖယားခင်ပေါ်ပြတယ်ဖယားဖော်ပြတယ်ဆိုတော့တတ်တယ်မရှိတယ်လားဒီလိုဒီမှာတတ်တယ်ရှိတယ်ဖယားဖော်ပြတယ်ဒီထဲမှာငါ့ကို9000လှူချင်တဲ့သူရှိတယ်ထွက်ခဲ့ကျွန်တော်အစပိုင်းရတော့ဘာကြီးလဲကွာ9000လူထွက်ခဲ့ဆိုအောင်းမလေး10ရောက်ပဲလက်ခံမယ်အမွေတော့လာလိုက်သေးတယ်9000လူချင်တဲ့သူ10ရောက်ပဲလက်ခံမယ်ဆိုကျွန်တော်နားထဲမှာဗမာနားလေဗမာပြနာအလူငွေကောက်တယ်ပဲထင်တာမဟုတ်ဘူးကောင်းကြီးကိုဖွင့်ပေးတာကျွန်တော်တို့စင်းရဲကုန်တာဒါတွေနားမလဲလို့ဒီအမေရိကန်ကောင်တွေချမ်းသာတယ်ဆိုတော့အကောင်းကြီးကိုလူယူတတ်တာကျွန်တော် YouTube ထဲမှာကျွန်တော်ဟောတာတွေ့လာမလို့တမန်တရားဝယ်တော့မရောင်းနဲ့ဆိုတာဟေးကျွန်တော်ဝယ်တတ်တော့တိတ်မကြသေးရှုံးနေဗျာတော့ပါသွားတယ်ဆိုရင်တကယ်ကျွန်တော်မဝယ်ခဲ့ဘူးကျွန်တော်ဝယ်လဲဝယ်တတ်တော့ကောင်းကြီးဖြစ်လိုက်တာမှာကားတစ်လည်းကားရတယ်2012အခုစီးလာတဲ့ကား Venza အတစ်ဆက်ဆက်တပြားမှပေးစမလို့ပလတ်စတစ်ကိုပါတော့ခွာလိုက်ရတယ်ဝယ်တတ်တော့ရင်သူရဲ့ principle လေးပဲဗျာပြောရင်ဒီမှာချက်သိမ်းနေထကုန်ပြီ Hallelujah ဘုရားဒီလောက်ကြီးတာဗျာကျွန်တော်တို့တော်လေးဒုက္ခပဲပမာလူမျိုးတွေနော်နောက်ကြနေတာနောက်ကြနန်းခိနောက်ကြတာပြဿနာမရှိဘူးဝိညာဉ်ကနောက်ကြရင်သွားအောင်ဘာမှတုံးစားလို့မရတော့အဲ့လိုမျိုးရှိတယ်ဟာဒီငါတော့ဆေးရောက်ဆိုအောင်မလေးပြေးထွက်တာအောင်မလူတာလူပြေးတာဆေးရောက်ပြေးသွားပြီးလည်းပြန်နေအောင်မဲလည်းပဲ就进了，哈，罢了我。比如嘛，老手一样嘛，啥个进来都看开，新年爆来的，哦，我说哈，这那培养面貌多嘛，比较多嘞，不离要多嘞，我搞不弄，虽然呀呀，哈，那不离背多呗。တကယ်ဝလို့မရတော့စိတ်ပြေသွားတာဘူးအခုဒီလိုတိတ်ထားတယ်အလကားမဟုတ်ဘူးနော်ဒါလေးဒီပိတ်တိတ်ဆိုလောင်းလာအဲ့ဒီချင်းကရှမွေးလာတယောက်ကိုလောင်းတယ်အော်စရာစီရှိတယ်စီမကြတော့မကြော်လေးလိုက်နဲ့တခါမှငါလည်းဟုတ်ရဲ့လားကွာလို့ကြော်ပြလေးဟုတ်တယ်ခင်ဗျာစီမကြတော့ဖေရငါသူ့ကိုမရွေးဘူးရောဗျာနောက်တစ်ယောက်လောင်းတယ်စီမကြနောက်တစ်ယောက်လောင်းတယ်စီမကြနောက်တစ်ယောက်လောင်းတယ်စီမကြဝါမရှိတော့လားနဲ့တားလေးတယ်မရှိတယ်တဲ့တယောက်ကဟိုစတိုးကြောင်းနေတယ်ကြမ်းကြည်စားအကုန်လုံးခေါ်တော့ဘာလို့မခေါ်လဲမဖြစ်နိုင်ပါဘူးတဲ့သူဘလို့စစ်သားဖြစ်နိုင်မလဲဘယင်ဖြစ်ဖို့နေတာစစ်သားတော့မဖြစ်နိုင်ဘူးစောင်းမဲတီးနေတာနော်အနုပညာသမားဘယ်လိုဘယင်ဖြစ်စောင်းတီးတာဖယားကလူရဲ့အပြင်ပန်းကိုမကြည့်ဘူးနှလုံးသားကိုကြည့်အာမင်ဟိုကောင်းရတော့ကြီး
စီမကြောက်ပြတယ်နော်အကြီးတော့စီမကြောက်အဲ့ဒီမရှိဘူးစီမကြောက်ကြောက်တယ်စီမကြောက်ပုံစံမျိုးကြာစီမကြောက်ရင်ဒုက္ခအာမင်စီမကြောက်ကိုချောလေးကငပုတယ်သူခေတ်သူကလာမပူတယ်သူငပုဒါပေမဲ့သူဘာလို့မသိလားတောင်းဝေးလေးကညပမှာတိုးကလေးကြည့်ထောက်တော့ဖျားသည်ငါကြီးတို့ထိပ်ဖြစ်တော့ငါဒီစီးရမခိုင်းညပမှာဟာမစင်စားငါကိုလေးအိမ်မှာကောင်းဆောင်းလေးနဲ့အိမ်နေတဲ့ချိန်မှာဒါဆက်ဆိုအေးတယ်ညပကငါဖေကငေါ့တူးနေပြစ်ထားလာကွာသူစဉ်းစားလားငါတိုးတွေကိုအသက်ပေးပြီးစောင့်နေတယ်ချင်းတက်လာမလားဝက်ဝင်လာမလားဘာလာမလားကြိုက်တဲ့ဟာလာငါတိုးလာထီတော့ငါတော့တပ်ပလိုက်ပါငါအဲ့လိုကာကွယ်တတ်တဲ့နှလုံးသားလေးရှိတယ်ဆိုရင်ငါ့ကိုချစ်တယ်အဖကောင်းကင်အဖငါ့ကိုဒီလိုမျိုးကြည့်နေတာပဲနော်ကျန်တိုးလေးတွေသူကြည့်နေတယ်ဗာမြင်သွားလဲထောင်းမဖျားသည်ငါကြီးတိုးထိန်ဖြစ်တယ်ငါဒီစင်းမခိုင်းတိုးလေးတွေကြောင်းတိုးလည်းမတယောက်လည်းမတယောက်ထင်တော့ပဖော်လည်းမရှိဘူးချက်တင်လို့ဖို့လည်းမရှိဘူးဖုန်းဆိုတာဝေးအဆက်တွေအကုန်ပြတ်နေတာတခါလေးမှဖျားခင်ရလေအားလုံးအဆက်တွေပြတ်တဲ့ပေါ်ပေါက်သူစကားပြောချင်တယ်အာမင်အဆက်တွေသိရှိနေဘုရားတာမကြားတတ်ဘူးဒီနိုင်ငံဒီခေတ်ဒီကာလပို့ဆိုးပါတယ်ချစ်တော်ညီကိုမောင်မဘုရားတာပြောင်းနေပြီဘာလို့လဲဒီလားတစ်ဖက်ကချိတ်ထားတယ်တစ်ဖက်ကလုံးနေတယ်ဒီလိုချိတ်ထားပြီးနောက်တစ်ဖက်ကချက်သေးတယ်ဘာလို့လဲတစ်ဖက်ကချက်တင်တစ်ဖက်ကဖုန်းတစ်ဖက်က TV ကြည့်ကြလည်းမရှိဘူးရှိချန်နယ်တစ်ခုပြီးခုချိန်တာကိုရောတန်ပြောက်သွားတယ်လားဒါပေမဲ့ကြောက်စရာကောင်းတယ်နော်ကိုရောအတန်ပြောက်ရင်ကြောက်စရာကောင်းတယ်ကိုရောတန်နဲ့သွားနေတာဒါဝေးကဒိုးလေးကြောင်းကျဆာရရကလေးမှာတိုးလေးတွေစားနေတဲ့ချိန်မှာသူကမြောက်ချင်းဟိုကြည့်ကြည့်တောင်းရည်သူနေမှာငါ့ကိုမဆာချင်းကြောင်းပြီးပေါ်ထွက်တော့တောင်းယူတော့ငါမြောက်ကြည့်တယ်ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာမဆာချင်းကြောင်းပေါ်ထွက်တယ်လောကကြီးမှာဒီမြေကြီးပေါ်မှာအမြင့်ဆုံးကတောင်ပဲအမြင့်ဆုံးဖြစ်တဲ့အရာကိုသူမျှော်ကြည့်တဲ့အချိန်မှာအဲ့ဒီအမြင့်ဆုံးရဲ့အထက်မှာကောင်းကင်ရှိသေးတယ်အဲ့ဒီကောင်းကင်ကိုဖန်ဆင်းတဲ့အဖထံတော်မှာပဲလက်တော်လာတယ်မဆာချင်းလာတယ်တောင်ကိုကြည့်တဲ့အခါမှာတောင်ရဲ့အထက်မှာရှိတဲ့ကောင်းကင်ကိုဖန်ဆင်းတဲ့ဘုရားကိုသူမြင်တယ်ကောင်းကင်ကိုမောကြည့်လိုက်တဲ့အချိန်မှာဆာလာဆက်ကိုထွက်လာတယ်ဘိုးကောင်းငယ်ဒီဘုရားသခင်ဘုံအသေးတော်ကိုကြားပြောနေကြည်စမ်းဘုရားမရှိလို့ဘယ်သူပြောလဲဘယ်သူပြောလဲဒီကောင်းကင်ကိုဖန်ဆင်းထားတဲ့ဘုရားဆိုမရှိဘူးလို့ဘယ်သူပြောမလဲမိုးကောင်းကင်ဘုရားသခင်ဘုံအသေးတော်ကိုကြားပြောနေတယ်မိုးမျက်နှာကြက်ကတယ်ဘုရားသခင်လက်တော်နဲ့လှုပ်တဲ့အရာကိုပြသနေတယ်မိုးကောင်းကင်ကြည့်တဲ့အခါမှာတယောက်တည်းသူကဘုရားနဲ့မိသားဖွဲ့တာဘုရားတန်နေကြတယ်အဲ့ချိန်မှာဘုရားကဘယင်ရွေးကောက်နေပြီဝါဘုရားကလူတိုင်းအတွက်ကြီးမားတဲ့အကြံစီရှိတယ်ဒါပေမဲ့သင်ရဲ့နှလုံးကဘယ်မှာရှိလဲသင်နှလုံးကဘယ်သူမှရှိလဲ
ခင်ကြီးမြေကြီးကိုဖန်ဆင်းသောထာဝရဘုရားထံတော်မှာပဲမဆာချင်းကြောင်းလာမှာဖြစ်တယ်ဘယ်သူစီကမှမလာဘူးအာမင်ဟောကသူရဲ့တတဘုရားနိုင်ဘုရားနိုင်ဘုရားနိုင်ဘုရားအရာခတ်တဲ့ဘုရားမြင်တွေ့တိုင်းကဘုရားမြင်တွေ့တိုင်းကဘုရားနင်းနဲ့မြင်တိုင်းကဘုရားကောင်းကင်မော်ကြည့်တဲ့ဘုရားသူ့ကိုတွေ့လေဘုရားတမင်တရေတွေရေစီးတဲ့ချောင်းပြေးလာတာကိုမြင်လဲမျိုးတမင်တရေဒီရေစီးသောချောင်းကိုတောင်းတကြတော့အကျွန်တော်ဝိညာဉ်ကိုတော့တောင်းတတယ်ဘာတွေ့သူ့မှာကိုတော့ကိုပဲမြင်တဲ့လူကဘုရားကောင်းချီမပေးပဲနေကိုမနေဘူးချစ်တော်ညီကိုမောင်တို့လက်ခုပ်တီးလေထိုးနာမအောင်ကောင်းချီကိုရဟာလေလုယာဟိုကျွန်တော်အဲ့ဒါကိုပြန်ဆင်ခြင်နိုင်ကျွန်တော်ထဲမှာတကူအပြည့်ရှိတယ်ဒီလောက်ကြီးမြတ်တဲ့ဘုရားကိုရထားတာဗျာကျွန်တော်တော့သိသွားလို့အကောင့်ထဲရောက်ပါစေ revival meeting မှာ revival meeting ရှိတယ်ကျွန်တော်ပြန်ခေါ်နှုတ်ကျွန်တော်ထားတရားဟောမှာအကောင့်ထဲကနေပြန်ဟောမှာမရှုံးဘာဖြစ်လို့လဲဒီလောက်ကြီးမြတ်တဲ့ဖရာအကြောင်းကိုကျွန်တော်သိတဲ့အထိပြောလို့မကုန်အာမင်အာမင်ဒါဝေမြေဖရာကောင်းမြတ်ခြင်းနဲ့သွားနေတဲ့ဒါဝေမရှိတော့ဘူးလားတဲ့မင်းသားရှိပါတယ်တဲ့ဟိုတရားမှာသွားခေါ်ခဲစားသူတရားပဲကျွန်တော်လောင်းချောင်းဝေါကနေကြာသွားတယ်သူပဲဘယ်တည်းပြီဟာငါ့ကိုဘယ်တည်းရပြီကွာငါ့ကိုဖျားသခင်ဘယ်တည်းပေးပြီကွာဘယင်ဘယ်တည်းရပြီကွာဘယင်ဘယ်တည်းရဖြစ်တော့ကြောင့်ငါနန်းတော်ခုပဲသွားမယ် no ကျွန်တော်ဖျားသခင်ခေါ်တယ်6နှစ်သားကလေးကအမှုတော်ဆောင်ဖို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်စတရားဟောတာ19နှစ်ခွဲစတရားဟောတာတိုးတော့စတရားဟောပြီးတဲ့ချိန်မှာကျွန်တော်ကိုမဟောဘဲနဲ့10နှစ်လောက်ကျွန်တော်ဒီနေရတယ်ဘာလို့ခိုင်းလဲဆိုဘုရားနားထောင်ချင်တဲ့ခိုင်းတာဘုရားကရွေးကောက်ပြီးဆိုတာနဲ့အရင်ပြောချင်တဲ့စိတ်မရှိနဲ့နားထောင်ကလေးဆရာလည်းနားထောင်လူငယ်ဆရာလည်းနားထောင်လူကြီးဆရာနားထောင်အမှုတော်ဆရာနားထောင်3နှစ်ခွဲအမှုတော်ဆောင်ဖို့ယေရှုခရစ်တော်ကနှစ်30တက်တောင်ပြင်ဆင်တယ်ပြင်ဆင်ချက်အိမ်မှာတမအရေးကြီးတဲ့ချက်တော်နေကိုမောင်းတော့ဘုံငနဲ့ဒိုင်းငနဲ့ထပြီးတော့သူနန်းတော်မသွားဘူးပိတ်သိစီလောင်းနဲ့လောင်းပြီးဆူရွှဲသွားပြီသူပဲပြန်သွားတယ်ဒီလားတော်ထဲပြန်သွားတော့သူပြန်ထိန်တယ်သူလှုပ်ရှားရှိတာပြန်လှုပ်တယ်ငါ့ကိုပိတ်သိပေးပြီကွာမဟုတ်ဘူးသူ့အချိန်တိုင်ရင်ဖယားနဲ့သွားအချိန်တိုင်ရင်တင်းနေချင်တာတော့မှတော်ထဲမှာနေလို့မရဘူးဖယားပြန်ဆွဲလို့ထုတ်တယ်ဒါပေမဲ့ဖယားအချိန်မတိုင်မဲနဲ့ကျွန်တော်တို့ကိုလှုပ်ချင်တဲ့အတိုင်းကိုပြောင်းချင်တဲ့အတိုင်းကိုသွားချင်တဲ့အတိုင်းဘာမှတခုမှမလုပ်နိုင်မှားတတ်တယ်နေရာမှားတည်တတ်တယ် physically တည်တတ်တယ်နေရာမှားဒါကြောင့်အိမ်မတမ်းအရေးကြီးတယ်သူ့နေရာသူပြန်သွားတယ်ဖယားမခေါ်မချင်းကိုရှိတဲ့နေရာမှာအကောင်းဆုံးလို့ဖယားမခေါ်မချင်းရှိတဲ့နေရာမှာအကောင်းဆုံးလို့ကျွန်တော်အတင်းတော်ကိုကျွန်တော်အပြစ်မထွက်ပဲနဲ့9နှစ်လုံးလုံးအတင်းတော်စပြီးတဲ့9နှစ်လုံးလုံးကျွန်တော်အတင်းတော်ကြောင့်ဘယ်မှမထွက်ဘူးကျွန်တော်ရေးလဲ9နှစ်လုံးလုံးအထူထောင်းခံနဲ့အပြောခံနဲ့ဒါကြောင့်တင်းအုပ်တွေကိုဆူတောင်းပေးတော့တင်းအုပ်ဆံမလွယ်ဘူး9နှစ်လုံးလုံးကျွန်တော်မှအလူလဲပဲပြီးတော့ကျွန်တော်ဗမာပြည်ရဲ့တွေးခေါ်တင်းအုပ်ဆရာကြီးဆိုရင် तू ကခေါင်းဖြူရမယ်ဆိုတဲ့အတွေးခေါ်ရှိတယ်အသက်ကြီးရမယ်ကျွန်တော်စကျေးဇူးတော်ပဲကျွန်တော်လည်းဖျားခင်ကျေးဇူးတင်တယ်အသက်30မှာကျွန်တော်တင်းအုပ်ဖြစ်ရမယ်လို့ကျွန်တော်ဆုတောင်းထားတယ်ဘာဖြစ်လို့လဲယေရှုခရစ်တော်အသက်30မှာအမှုတော်စားတယ်
ဒါဝိကအသက်30မှာနန်းထိုင်တယ်ယောသကအသက်30မှာဒုတိယဘုရင်ကဖြစ်တယ်ဆိုကျွန်တော်လည်းတင်းအုပ်အသက်30မှာဖြစ်ချင်တယ်အသက်30အတိမှာကျွန်တော်တင်းအုပ်ဆရာဖြစ်လာတယ်ဆိုကျွန်တော်ဆုတောင်းနေဘုရားသခင်ကျွန်တော်ကောင်းချီးပေးပါကျွန်တော်ကိုအသုံးပြုပါကျွန်တော်ဆုတောင်းနေအကြီးကျယ်ဆုတောင်းနေစတင်ပြီးတော့လှုပ်ဆောင်လာတာတော့တင်းအုပ်ဆိုတော့ ordination မရခင်မှာကတည်းကကျွန်တော်စပြီးတော့တင်းတော်ကိုင်တယ်လောက်တယ်ပြဿနာတွေမြောက်များစွာရှိတယ်လူတွေကကျွန်တော်ကိုလူငယ်လိုမျိုးသဘောထားတယ်ပြီးတော့မှအပြစ်တင်ခြင်းနဲ့ဆရာလုပ်ခြင်းနဲ့မှတ်ထားပါချစ်တော်ညီကောင်မောင်မတို့တင်းအောင်ဆရာကိုလွတ်လပ်စွာမှုတော်ဆောင်နိုင်ကိုသူ့ကိုထောက်ပံ့ပေးပါပြီးတော့မှသူ့ရဲ့ယူပါယုံနောက်ကိုလိုက်တတ်ဖို့တင်ယူကြပါပြီးတော့မှယူပါယုံများဖျားဖော်ပြဖို့တင်အုပ်ဆရာများကိုဆူတောင်းပေးပါမဟုတ်ရင်အသင်းတော်ကတင်အုပ်ဆရာယူပါယုံပြောက်ရင်အသင်းတော်တစ်ခုလုံးယူပါအောင်ပြောက်တဲ့သေတတ်တယ်ဒါကြောင့်တတိထားပါမောရှေကပြီးတော့တိတ် meeting ထိုင်တာထက်ဆူတောင်းခြင်းများလုပ်ပါဘာလို့အသင်းတော်က meeting ထိုင်တာများလာရင်လူရဲ့အကြံစီတွေများလာတတ်တယ်လူရဲ့တွေးခေါ်များလာတတ်တယ် meeting ထိုင်တာကောင်းတယ်တနားရီလောက် meeting ထိုင်ရင်10နာရီပြန်ဆူတောင်းပါအဲ့ဒါအရေးကြီးတယ်မဟုတ်ရင်ဘာဖြစ်တယ်လဲဆိုတော့ meeting ထိုင်ရင် good idea တွေများလာတယ် god idea ပျောက်သွားတတ်တယ်ဆိုတော့လူရဲ့သဘောထိသွားတယ်ခွင့်လို့ကြတယ်ဖြစ်တဲ့သဘာဝလေးပါဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော်ဆူတောင်းတယ်ဘုရားသခင်ကောင်းတယ်ဆရာဒါလုပ်လိုက်ပါကျွန်တော်ကနှစ်ပေါင်းများစွာတင်းတော်လူကြီးလှုပ်ရှားလာတာဗမာပြည်မှာကလေးကဆရာဘာဖြစ်တယ်ညာဖြစ်တယ်ရတယ်ဒါပေမဲ့မနေ့ကယူပါယုံနဲ့ဒီနေ့ယူပါယုံမတူဘူးဟလာပြီးခဲ့တဲ့နှစ်ကဘုရားခင်ဖော်ပြထားတဲ့အရာနဲ့ဒီနေ့မတူဘူး experience တိုင်းမလုံးနဲ့ဒုက္ခရောက်တတ်တယ်မှတ်ထားပါမောရှေကပထမဆုံးကြောက်ကိုဒုံနဲ့ရိုက်တော့ရေထွက်တယ်ဒါပေမဲ့ဒုတိယကြိမ်မှာဘုရားသခင်ကကြောက်ကိုအမိတ်မပေးခိုင်းတယ်ဒုံနဲ့မရိုက်ခိုင်းတော့ဘူးဒါပေမဲ့ပထမဒုံနဲ့ရိုက်တဲ့ experience တိုင်းဒုတိယဒုံနဲ့သွားရိုက်တာမောရှေခန္ဓာပြည်ထဲမဝင်ရဘူး experience တိုင်းမလုံးနဲ့ဘုရားစကားကဒီနေ့နဲ့နောက်နေ့မတူဘူးအဲ့တော့နားလည်ဖို့လိုတယ်ဒါကြောင့်ဘုရားသခင်အတန်နဲ့သွားတတ်ပါယူပါယုံနဲ့သွားတတ်ပါ experience နဲ့မသွားနဲ့မှားတတ်တယ်ကျမ်းစာထဲမှာ experience နဲ့တွားတဲ့သူတွေအကုန်လုံးကြာရှုံးရတယ်ဆုံးရှုံးရတယ်ဒါကြောင့်တတိထားပါအင်မတန်မှအရေးကြီးပါတယ် experience နဲ့တွားဆိုဘုရားရှင်ဖွင့်ပြမှုအတိုင်းလုပ်တတ်ဖို့လိုတယ်ပြီးတော့မှမောရှေကဘုရားသခင်ရဲ့မောရှေကယောရှုတို့ကာလတ်တို့ဟူရာတို့နဲ့အာယုန်တို့နဲ့တိုင်ပင်ပြီးတော့မှသူအလုပ်လုပ်တာမဟုတ်ဘူးဘုရားနဲ့ပဲတိုင်ပင်တယ်ဘုရားနဲ့တိုင်ပင်တယ်ဖျားနဲ့တိုင်ပင်တယ်အသိလူကြီးတွေရှိတာကောင်းတယ်တိုင်ပင်ရမယ်ဆွေးနွေးရမယ်သို့တော်ဆုံးဖြတ်ချက်ချတာသင်အုပ်ပဲဖြစ်ပါစေသင်အုပ်ကလည်းဖျားသခင်ရဲ့မျက်မှောက်တော်မှာရှိလေ revelation နဲ့လှုပ်ဆောင်တတ်ရင်အဲ့ဒီသင်တော်ကဝုန်းနဲ့တက်တယ်အရေးကြီးဆုံးကမောရှေကအာယုန်ရေငါဒီဣသရေလလူမျိုးသိန်းနဲ့တန်းနဲ့ချီတဲ့သူတွေကိုငါဒီလမ်းနဲ့ခေါ်သွားတင်လာကွာအာယုန်ယောရှုမင်းဘယ်လိုမြင်လဲကွာမင်းကစစ်တိုက်တဲ့ကောင်ဆိုတော့မင်းအကွက်ပုံမြင်မယ်ဘယ်နာမှာရန်သူရှိမလဲမင်းနဲ့စဉ်းစားစားပြောလားပြောအရှင်မြတ်မောက်တော်မှာနေပြီးဒီလမ်းနဲ့သွားဒါပဲဒီတဲတော်ဆောက်ဒါပဲဘသူရဲ့ဘုရားခင်ဖော်ပြချက်နဲ့လုံသွားတာဒီနေ့ဘုရားခင်ယူပါယုံပြောက်ပြီးလူတွေ idea တွေဝင်တော့အသိတော်တွေပြည့်စည်နေကြတယ်သင်အုပ်မဟုတ်သင်အောက်ပြန်ဖြစ်တယ်ဆိုဆရာကြီးဒါလေးတော့လှုပ်တင်တယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ဆူတောင်းကြရအောင်တော့အသင်းလူကြီးပြောလို့ရတယ်လှုပ်တင်တယ်လို့တော့ထင်တယ်ဒါပေမဲ့ဆရာဆူတောင်းပါအောင်ဘုရားလို့တော့ဘယ်လိုရှိလဲဆူတောင်းကြရအောင်ဒီလိုလာကြည့်ဒီတင်းတော်တွေမတိုးတက်လိုက်ကြိုက်တယ်လို့ပြောကျွန်တော်တင်းတော်မှာကျွန်တော်စိတ်ခေါ်တယ်ကျွန်တော်ဆုံးဖြတ်ချက်ချတယ်ကျွန်တော်လုပ်တယ်မိုင်းကျွန်တော်ထွက်မယ်လုံးမလားစမယ်လုံးမယ်လုံးလို့မှားသွားရင်ဒီတင်းတော်နဲ့ကျွန်တော်ထွက်ပြေးမယ်ဟိုလိုလုပ်ပါဒီလိုလုပ်ပါကျွန်တော် idea ပေးပါဆူတောင်းမယ်ဒါပေမဲ့
ဘုရားသခင်ယူပါယုံနဲ့ပြောလာတဲ့အရာတိုင်းတော့ကျွန်တော်တို့လုပ်ရမယ်ဆုတောင်းတ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 ယ်ကျွန်တော်တင်းတော်မှာဟိုတော့လူတွေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းလိုမျိုးရှိတယ်အဖွဲ့အစည်းကဘယ်လိုလဲဆိုတော့လူတွေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကဥက္ကဋ္ဌရှိရမယ်အတွင်းရေးမှုရှိရမယ်အဲ့လိုဆင်ဆင်သွားတယ်ဒါပေမဲ့ကျွန်တော်စံစာမှာပြန်ကြည့်တဲ့အခါမှာအတင်းတော်ဖွဲ့စည်းပုံမှာဥက္ကဋ္ဌအတွင်းရေးမှုစံစာမှာမရှိဘူးမရှိဘူးဘယ်ကနေလာလဲဆိုတော့လူအဖွဲ့အစည်းရတယ်ဘုရားကျောင်းထဲဝင်လာတာ no ဘုရားကျောင်းကအတင်းတော်ဖြစ်တဲ့အတွက်ဘုရားခင်ကိုယ်တိုင်ဖွဲ့စည်းထားတယ်ဆိုတော့ကျွန်တော်တို့ကဒီတိုင်းသွားရမယ်အပြင်ကဖွဲ့စည်းနေမတူဘူးဒါကြောင့်ကျွန်တော်ဆူတောင်းတယ်တခုတော့ရှိပါတယ်လို့ကျွန်တော်ဥက္ကဋ္ဌတာဝန်ပါလဲလို့မေးရင်ဒီထဲမှာကျွန်တော်ရှာလို့မတွေ့ဘူးအတွင်းရမှုရှာမတွေ့ပြန်ဘူးဆိုတော့ဒီနှစ်ကစပြီးတော့ဥက္ကဋ္ဌအတွင်းမှုဖြုတ်တယ်ဆိုတော့စိတ်ဆိုးကြမဆိုးနဲ့ခမရတို့ဆွတောင်းပြီးတော့ဒီကံပြန်ခံမယ်ဘာဖြစ်လို့လဲကျမ်းစာထဲမှာဥက္ကဋ္ဌအတွင်းရမှုဆိုတာမရှိဘူး elders and deacons ဆိုတာတော့ရှိတယ်ဆိုတော့ဥက္ကဋ္ဌကြီးဒီကံနေရသွားဥက္ကဋ္ဌကျမ်းစာသိမဖတ်ဘူးဥက္ကဋ္ဌဟုတ်ပြီဒါဆိုရင်ခမရဒီကံသွားဒီကံဆိုတာအလုပ်အမှုဆောင်အဖွဲ့ထဲမှာသူအလုပ်လုပ်အတွင်းရမှုကျမ်းစာတော်တော်ဖတ်တယ်home sale ဦးဆောင်နိုင်တယ် elders လို့ကျွန်တော် elders နဲ့ deacon ခွဲပလိုက်တယ် elders ဒီကျွန်တော် pastor ဆိုတဲ့နေရာမှာရှိတယ်ဒီလိုခွဲထွက်သွားတယ် elders ဝိညာဉ်ရေးအောင်တာဝန်ယူ deacon လုံငန်းမိုင်းဆိုင်ရာတာဝန်ယူ elders ပတ်စံကိုင်ဖို့လုံးဝစိတ်မကူနဲ့ deacon ပတ်စံကိုင်ခွဲပလိုက်ဆရာဒေးဗစ်ဘာမှကိုင်ဆူတောင်းမယ်ယူပါယုံမရရင်ငါတို့သိလိမ့်မယ်ဆူတောင်းမယ်ဒါပဲယူပါယုံနဲ့တွားတယ်ငြိမ်ယူပါယုံနဲ့တွားတော့ပထမဆုံးဥက္ကဋ္ဌအတွင်းရေးမှုမရှိပဲ deacon elders နဲ့လှုပ်ရှားလာတာဒီနေ့ကျွန်တော်လှည့်ကြည့်စရာမလိုဘူးတင်းတော်ဘုရားတင်းတော်ဘုရားတည်ဆောက်တယ်ဆရာတိပိလာတည်ဆောက်တာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ form ထဲမှာကြားဖို့လိုတယ်မကြားရင်ပြဿနာရှိတယ်ကြားရင်ပြဿနာရှိတယ်အဲ့ဒီထဲကနေမှ elders ထဲကနေမှကျမ်းစာကြောင့်တက်ရှင်တဲ့လူတွေသူတို့ကျမ်းစာဖိုင်ရင်နဲ့သူတို့က home sale တွေဥဆောင်ရတာဟုတ်ကျွန်တော်မှာ home sale ကတရက်ပဲလွတ်တယ်အဲ့ဒါ Monday တရက်ပဲလွတ်တယ် Tuesday Wednesday Thursday Friday Saturday Sunday အခုရှိတယ်ဆိုတော့သူတို့ကအဲ့ဒါတွေလိုက်သွားနေတယ်ကျမ်းစာကြောင့်တက်ရှင်တဲ့စိတ်ပေါက်လာတယ်ဒါအဲ့ဒီ elders ထဲကနေမှလက်ထောက်တင်ဆရာပေါ်ထွက်လာတယ်လူငယ်ပါစတာပေါ်ထွက်လာတယ်သူတို့တွေကိုပြန်ဥဆောင်ကြတာအရေးကြီးဆုံးအသိတော်ကိုဘုရားသခင်ရဲ့ instruction တိုင်းဘုရားသခင် direction တိုင်းကျွန်တော်တွားတိုက်မလေးဘူးအယံပေါ်တယ်အဲ့လိုမျိုးတွားတက်ဖို့ရင်မတမအရေးကြီးတယ်မို့ဥဆောင်မှု experience နဲ့တွားရင်ပြဿနာရှိတယ်ဒါဝိရတ္တ experience နဲ့ဘာတစ်ခုမှမလုပ်ဘူးသူကအတန်နဲ့လုပ်တယ်တော်တယ်ပြန်ပြတ်နေစောင့်နေတယ်ဒါနဲ့သူပြလာအောင်တယ်ဒီမှာစစ်ပွဲဖြစ်နေပြီကွာစစ်ပွဲဖြစ်နေပြီဘာနဲ့လဲဖိလိတိနဲ့ဟာလာဖိလိလူမျိုးတွေနဲ့ငါတို့စစ်ပွဲဖြစ်နေပြီအဲ့ဒါမေးကိုတွေကစစ်ပွဲမှာရှိတယ်ကွာတွားငါမုတ်ကလေးတွေနည်းနည်းလှုပ်ထားတယ်ကွာအဲ့ဒီမုတ်ကလေးတွေမင်းကိုလို့တော့ပို့စစ်တဲမှာဆိုတာစစ်ပွဲမှာဆိုတာဒီကောင်တွေဘာမှစားမှာမဟုတ်ဘူးတဲ့ကျန်းစာတော့ဒီကတော့မပြောဘူးနော်မြင်အောင်ကျွန်တော်ပြောနေနော်စားကြမရှိလို့ဘာမှပြောလဲဆိုလာအောင်ပဲဒီဖွဲ့တွေကမကျွန်တော်ပြောချင်တော့ပါမှာဟုတ်တခုကျွန်တော်တရားဟောရင်များကြည့်ကျွန်တော်လှေကြီးတစ်ခုထဲမှာအတူတူစီးနေလို့သဘောထားအတူတူခီးသွားနေလို့သဘောထားနော်ဒီ flow နဲ့တော့နော်ဆိုကြည့်ဟုတ်တော့ပါနော်ဟုတ်ရှောင်းမထောင်းနဲ့နော်ဘလို့လဲတော့ကျန်းစာထဲမှာတော့ဒါပေမဲ့မြင်အောင်ကျွန်တော်ပြောတာတ
သွားတယ်မင်းကိုလေးဥစ္စာတော့ပို့လိုက်ကွာတယ်မင်းစားစရာတွေတော့ပို့โอเคပို့မယ်ဆိုတော့ဒီခေတ်ဒီကာလဆိုဘာနဲ့တူလဲဆိုတော့သူက pizza hut delivery pizza delivery PhD ပဲသူလည်း PhD ပဲသူလည်း PhD pizza hut delivery ဒါတော့ကွာဒီလို PhD အဲ့ဒါပိုကောင်းတယ်လေ pizza delivery ပိုကောင်းတယ်တချို့ PhD ဆိုရင် permanent head damage အဲ့တော့မကောင်းဘူးဆိုတော့ pizza delivery သူ pizza delivery လေတော့မဟုတ်ဘူးယူသွားတော့သွားတယ်အဲ့ဒီမှာရှစ်ပွဲတွေပြင်းထန်နေပြီအဲ့ဒီမှာတရက်ပြီးဂေါ်လေးကလာပြီးတော့စိတ်ခေါ်တာမင်းတို့ဒီမှာငါနဲ့တိုက်ချင်းတဲ့ကောင်တွေထွက်ခဲ့ဘူးမထွက်ရဘူးအကောင်ကြီးနော်အကောင်ပိတ်သိမ့်မရှိတော့အကောင်ကြီးကြောက်တယ်ပိတ်သိမ့်မရှိကြောက်တယ်သူများတက်ခေါင်းတစ်လုံးပုံမြင်တဲ့ရှောလူနန်းတော်ထဲမှာကြောက်နေတယ်တွားရဲဘူးစစ်လက်နဲ့လည်းအပြည့်ပဲသူ့ရဲ့ဟာလာတန်ကြကအပြည့်ကြောက်တယ်ဘာမှပါဘူးဘာတော့ပါသွားလဲသိလားသူ့ရဲ့လောက်လွဲပါသွားတယ်လမ်းမှာမုတ်ပို့ရင်လည်းလမ်းမှာအကောင်လေးနဲ့တွေ့ဆွဲပလိုက်မယ်ယူလာတာဂေါ်လီရောက်တိုက်ဖို့မဟုတ်ယူလာတာအကောင်ပြစ်ဖို့ယူလာတာဖျားသားသမီးဆိုတာအမြဲတမ်းပြင်ဆင်မှုတော့ရှိတယ်ပြင်ဆင်မှုလို့လည်းနော်ပြင်ဆင်မှုမရှိဘဲနဲ့ဖျားဘာမှမခိုင်းကျွန်တော်လူပြိုတော့ကဆိုရင်21ရက်အစားချောင်းတယ်ပိန်ရတဲ့ကြားတယ်21ရက်ဆိုတာ non stop နော်21ရက် non stop နော်အဖဆိုတာ21ရက်ထဲမှာအဖဆိုတာဘာလို့မှမတွေ့ဘူးပြင်ဆင်တာလေးဘာမှမသိဘူးဝိညာဉ်တော်ပေါ်ပြလို့လုပ်နေတာအခုဒါတွေကဘုရားရှင်နိုင်ငံတော်အတွက်ဒီຢာတွေကပြန်သုံးဝင်တယ်အဲ့တော့ရခဲ့တဲ့ပိဋိတ်တာအဲ့တော့ရခဲ့တဲ့ဘုရားဖွင့်ပြခြင်းတွေကအဲ့တော့ရခဲ့တဲ့အရာတွေကဒီနေ့ပြန်လဲပြီးတော့ဖြစ်စေတယ်တရက်ကိုတပတ်ဆိုရင်3ရက်ဇက်တိုက်စာရှောင်းတာတွေလုပ်တယ်ဆိုတော့ပြင်ဆင်မှုဆိုတော့အရေးကြီးတယ်ပြင်ဆင်တာလေအလကားမဖြစ်စေရဘူးပြင်ဆင်တာအရင်ရေးကြီးတယ်ဆိုတော့သူကပြင်ဆင်လာတယ်သူကတဲ့မှာနော်လောက်ပဲလေးပဲပြင်ဆင်လာတယ်ပြင်ဆင်မှုရှိတယ်ရောက်လာပြီဘယ်လိုလဲကွာလဲအตาကြဲနဲ့ဩဘယ်လိုလဲကောလေးဆိုရဲကောင်ဝါတဲ့ဘောလေးကြည့်ပါလားတချို့ကပြောတယ်6ပေတယ်တချို့စားထဲမှာပြန်လေ့လာတော့73ပေတယ်နော်73ပေမြင့်တယ်တဲ့နော်73ပေဆိုစဉ်းစားကြည့်အောင်ကောင်းရင်နေတော့မျိုးနော်73ပေမြင့်တယ်ကောင်းရကြည့်တိုက်ချင်တယ်ကောင်ဂျာယန်နေကျွန်တော်တို့ရဲ့အရှိမပဲရတဲ့ကာစီလဲငွေကြီးဆိုတဲ့ financial giant လားအိမ်အောင်ရေး giant လားဂျာမာရေး giant လားကျွန်တော်တို့ကိုဖျက်ဆီးဖို့လာနေပြီဗိတ်သိမ့်မရှိခံရမယ်လာနေပြီအကုန်ကြောက်နေပြီဒီနေ့ခရစ်ယာန်တွေကြောက်နေရတယ်ဖျားရဲ့တက်တော်လို့ပြောတဲ့ဣသရေလတက်လုံးကြောက်နေရတယ်ဂျိုင်းယန်ကိုဒီနေ့ခရစ်ယာန်တွေကြောက်နေရတယ်ဒီနေ့ခရစ်ယာန်တွေအကျွေးတွေနဲ့ပြည်နေတယ်ဒီနေ့ခရစ်ယာန်တွေငွေကြီးကြောက်ဖျားပတ်တော်ပြန်မလှည့်နိုင်ပဲ7 days a week အလုပ်လုပ်နေရတဲ့သူတွေအများကြီးပဲဒီနေ့ခရစ်ယာန်လို့ပြောတဲ့ဖျားသားပြီးတဲ့သူများအောက်မှာဖျားမသိတဲ့ကောင်တွေတောင်မှဒေါ်လာ20ရနေတဲ့အချိန်မှာတနိုင်ဒေါ်လာ20ရတဲ့အချိန်မှာဖျားသားသမီးတွေရှစ်ချက်9ချက်နဲ့လုပ်နေရတယ်အဲ့ဒီခါမှာအလုပ်ကို focus ထားတယ်မှတ်ထားအလင်းကိုအရှိမထားပဲနဲ့အလင်းကိုအနောက်မှာထားပြီးတော့အရေးနောက်ကိုလိုက်နေသူအရေးကပြေးနေမှာပဲအရေးဆိုတာကောင်းကြီးမင်္ဂလာအနောက်မှာအလင်းကိုထားသူအရေးကရှေ့မှာပဲရှိတယ်ဒါပေမဲ့အလင်းဆိုတဲ့ဖျားကိုရှေ့မှာထားရင်အနောက်ကအရေးဆိုတဲ့ကောင်းကြီးမင်္ဂလာကမခေါ်တော့လိုက်လာတယ်အရေးကြီးဆုံးဖျားကိုကျွန်တော်တို့ရှေ့တန်းတင်တတ်ဖို့အင်မတန်အရေးကြီးတယ်ဒါဝိယတတာ
ဟိုမှာကြည့်လေလူဘလူကြီးငါတို့လာပြီးချေချောင်းနေတယ်တွန်းနာထောင်ဖာခါစိတ်ဆိုးတယ်ကျွန်တော်အဲ့ဒီ feeling နဲ့ကျွန်တော်တကယ်ခံစားဘူးလားလွန်ခဲ့တဲ့3နှစ်လောက်မှာဖယားနဲ့ဆူတောင်းရင်းနဲ့ဖယားတာသမီးတွေ cancer ယောဂါနဲ့သိတာကျွန်တော်အရှောင်းစိတ်နာတာဘာလို့ဒီလားချစ်တော်ညီကိုမောင်မကိုစတခုမဲ့တော့ဆာလာမှာဘာပြောလဲအမြင့်ဆုံးသောဖယားကြီးပွဲကာယဌာနတော်နဲ့နေတော့သူအလွတ်ရကြတယ်ဆိုကြည့်ပါအမြင့်ဆုံးသောဖယားကြီးပွဲကာယဌာနတော်နန္ဒကိုရှိရဲ့ရိတ်ကိုရထာဝရဘုရားကြီးငါခိုလုံးရငါရဲတဲ့ငါကိုးစားသောဘုရားခင်ဖြစ်တော်မူသည်ငါပြောဆို၏အကဲစင်စစ်မို့ဆို၏ကြောက်ဝင်းနဲ့၎င်းတေတတ်သောအနာနဲ့၎င်းတေတတ်သောအနာဆိုတော့ကျွန်တော်ကင်ဆာယောဂါလို့ထည့်လိုက်တယ်ကင်ဆာမှလည်းတေတတ်သောအနာမှလည်းတင့်ကိုကင်းလို့စေတော်မူမယ်အာမင်ဒီတော့ဂတိပေးထားတာဒါပေမဲ့ကျွန်တော်ဘာမှမရှိဘူးလေမြင့်ဆုံးသောဖယားရဲ့ဝေကာယဌာနမှာမရှိဘူးကျွန်တော်စိတ်နာတယ်ကျွန်တော်ရှေ့မှာကင်ဆာယောဂါနဲ့သိသွားတယ်ဝိုင်းဆူတောင်းနေတာသိတယ်ဘာလဲဝိုင်းဆူတောင်းနေအသေးတော်တစ်ခုလုံးဆူတောင်းနေသိတယ်သူများလက်ညှိုးထိုးတယ်နင်တို့ဆူတောင်းနေလေသိတာပဲဘာထူးလဲကျွန်တော်မခံနိုင်ဘူးအဲ့ဒီမခံခြင်းစိတ်နဲ့ကျွန်တော်မှုလို့ဆောင်တာမကောင်းတော့မခံခြင်းစိတ်မခံနိုင်ဘူးကျွန်တော်မင်းတို့ဖယားဘာမှလဲမင်းတို့ဖယားတတ်ရှင်တာဘာမှလဲအဲ့ဒီအတန်ကြရင်ကျွန်တော်ဓာတ်နဲ့ထိုးသူပဲခံစားရတယ်ငါတို့ဖယားဘာမှလဲသိရှင်လားတတ်သိပြမယ်ဒါကြောင့်ဒီမှာတတ်သိဆိုတာလို့တယ်ဖယားတာသမီးဆိုတာတတ်သိမရှိပဲစကားလေးပဲရှောက်မပြောနဲ့မရဘူးအာမင်မင်းဖယားဘာမှလဲငါ့ကိုကြည့်ဆိုတဲ့ပြောနိုင်တဲ့စင်ပြမယ်မင်းဖယားကြွယ်ဝတယ်ဘာမှလဲငါ့ကိုကြည့်ငါကြွယ်ဝတယ်လို့ငါဖယားကြွယ်ဝတယ်အဲ့လိုပြောနိုင်ရမယ်အာမင်အာမင်အာမင်ဒါဝေနားလေစိတ်နားဘယ်သူလဲဖယားရဲ့တတ်တော်ကိုချိန်ဆဲတဲ့ကောင်ဆဲနေတဲ့ကောင်ဘယ်သူလဲကျွန်တော်စတင်တော့ဖယားတော့စတင်တော့မှာဖယားကအကုန်တတ်နိုင်တယ်တေရောသူတို့ရှင်ပြန်ထားမြောင်းမယ်အစင်မှာကျွန်တော် generation မှာဖြစ်ရမယ်ကျွန်တော်ဆူတောင်းတယ်အဲ့ချိန်မှာဘာပြောလဲသိလားကျွန်တော်တက်ကြီးတဲ့အမှုတော်ဆောင်များငါတို့ချမ်းသာတင်လာတဲ့ထဲမှာအဲ့ဒါတွေဒါတွေက balance ပါကွာမင်းဆောက်ရှောင်းမပြောနဲ့ဒါအချိန်တိုင်းတော့သူ cancer ယောဂါနဲ့သိပါမှတ်ထားအချိန်စိတ်လို့သိတာပဲဖြစ်ရမယ် cancer ယောဂါနဲ့သိတာတော့ကျွန်တော်လက်မခံဘူးအာမင်အချိန်စိတ်လို့သူ့လောကမှာလှုပ်တဲ့လုံငန်းပြီးသွားလို့သိတာပဲဖြစ်ရမယ်ဘာယောဂါဆိုးနဲ့မှမသိရဘူးသူတည်သွားတာအကြောင်းမို့ cancer ယောဂါနဲ့သိတဲ့မျိုးရိုးက cancer ယောဂါနဲ့ထပ်သိမှာမျိုးရိုးလိုက်မှာအဲ့ဒါကျွန်တော်ဖြစ်မခံနိုင်ဘူးမျိုးရိုးဆက်ရှိတဲ့ genetic ဆိုတာ cancer မျိုးရိုးက cancer နဲ့သိတယ်အကုန်အဲ့ဒါလည်းမခံနိုင်ဘူးဒါပေမဲ့အပေါ်ကရှိတဲ့သူတွေကရှောက်မပြောနေတယ်ဒါဝိဒီတိုင်းပဲခံစားတယ်သူ့ကိုယ်တွေစတာတွေမင်းကြီးဝါမင်းတော့ပြန်ကြောက်စမ်းမှာမဟုတ်တာဟိုစစ်တာမဟုတ်ဘူးကျွန်တော်သွားနိုင်မယ်ငါစီလွတ်ချင်တယ်စပါးမုန်းမဲ့လေရှိနေပြီအဖေတို့ငါစီလွတ်အောင်ပါလေအဖေတို့စီလွတ်အောင်ပါလေအဖေတို့ကိုစီလွတ်ရမှာလေဒီနေ့စီလွတ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုဖျားခေါ်ထားတဲ့အရာကိုကျွန်တော်နားမလဲတဲ့ခါမှာလုပ်ငန်းတွေမှာပြီးနေကြတယ်ကျွန်တော်ခေါ်ချင်းကိုနားမလဲကျွန်တော်ဒီနေ့ဒီစက်ရုံတရုံမှာကျွန်တော်ဟုတ်စားပေါ့မန်နေဂျာဆင့်တော့ပဲကျွန်တော်ရောက်နေQC ဖြစ်ပြီး manager ပဲဆိုတော့အခုကျွန်တော် QC ကနေဖျားခေါ်တဲ့ကြလို့ quality control ပေါ့နော်အဲ့ဒီအပိုင်းကနေကျွန်တော် quality ကိုကျွန်တော်ဆုံးဖြတ်ပေးရတယ်အဲ့ဒီအပိုင်းကနေဖျားခေါ်လို့ကျွန်တော်ထွက်လာတာ
ဖះခေါ်တာမကြရင်ကျွန်တော်အဲ့ဒီစက်ရုံမှာကျွန်တော် manager ရာထူးလောက်ပဲရှိမယ်ဒါပေမဲ့ကျွန်တော်ကအခုကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော့ဖះရဲ့အမှုကိုထားနေရတယ်အာမင်ဖះခေါ်တာမကြရင်တော့ဒုက္ခရောက်တတ်တယ်အခုဒီ America မှာ Mega Church ရဲ့ pastor Joe Austin ဆိုတာသူက cameraman သူ့ဖေတရားဟောရင်သူကအနောက်ကနေကင်မရာလုပ်နေတာဒါပေမဲ့သူဆုံးဖြတ်ထားတာလေငါတစ်သက်လုံးကင်မရာရိုက်ပြီးတော့တစ်သက်လုံးကင်မရာနဲ့ပဲငါ ministry ထဲမှာပါဝင်မယ်ဒါပေမဲ့ဖခင်ကသူ့ကိုပြင်ဆင်ထားတာကကဘာမှာများစွာသောသူတွေသူ့ရဲ့တရားဟောချက်အပြင်ပြောင်းလဲပုံကင်မရာရဲ့အနောက်မှာနေတဲ့သူကဖခင်ရဲ့အကြံစီကကင်မရာရဲ့အနောက်မှာတစ်သက်လုံးနေဖို့မဟုတ်ပဲလူတွေမြောက်များစွာသောတိမ့်နဲ့တာနဲ့သူတွေရှေ့မှာမတ်တက်ရက်ပြီးတော့ဖခင်ကောင်းတဲ့ရှင်ပြောဖို့ဖခင်အကြံစီရှိတယ်ဆိုတော့ဖခင်ကကျွန်တော်တို့ပုံမှာထားတဲ့အကြံစီကဟို$10 $20 လောက်နဲ့ဒီအလုပ်ကလေးမှာပဲပြီးသွားဖို့ဖခင်ကအလိုတော်မရှိဘူးကျွန်တော်တို့ကိုယ်ပိုင်လုပ်ငန်းရှင်တွေဖြစ်ဖို့ဖခင်လိုတော်ရှိတယ်ကျွန်တော်တို့ကို company ပိုင်ရှင်တွေဖြစ်ဖို့ဖခင်လိုတော်ရှိတယ်ကျွန်တော်တို့ကိုသူများရဲ့ထိတ်မှာထားဖို့ဖခင်ပတ်ထားဖခင်ကကျွန်တော်ဘယ်တော့မှအမိမထားဘူးဥကောင်းမှာထားလဲကောင်းကြီးပေးခြင်းနဲ့ဖခင်ဖြစ်တယ်သူများအလုပ်ကိုလုပ်တာတက်ကိုယ့်အလုပ်ကိုသူများပြန်လုပ်ဖို့ဖခင်လိုတော်ရှိတယ်အဲ့ဒါဖခင်သားသမီးတွေကိုဖခင်ချီးမြှောက်ခြင်းနဲ့ရဖြစ်တယ်အာမင်မသိတော့ကင်မရာအနောက်မှာပဲတိသွားတဲ့အခါမှာလူသိမ့်တဲ့တန်းနဲ့ရှိတဲ့သူတွေအရှိကိုဖခင်ပို့ဆောင်တတ်တယ်ဖခင်အချမ်းစီရတိတ်ကြီးတယ်ဒါကြောင့်ငါ့ကိုခေါ်လို့ငါထူးမယ်ကြီးတော့ရတိတ်မတိမယ်နဲ့နေတဲ့အရာငါဖော်ပြမယ်ငါ့ကိုခေါ်ရဆိုဗဇက်နဲ့ဒီလိုခေါ်ခိုင်းတာမဟုတ်ဟောကိုတော့ခေါ်တယ်နော်ကိုတော့အဲ့လိုခေါ်ခိုင်းတာမဟုတ်ဘူးဒီနေ့လူတွေရဲ့အဲ့ဒီအတ္တအဲ့တိုင်းပဲခေါ်တာဒုက္ခရောက်ရင်ကိုတော့ဘာမှဖြစ်မရအောင်အဲ့လိုကိုတော့ခေါ်ခိုင်းတာမဟုတ်ဘယ်လိုခေါ်တာလဲသိလားနှလုံးသားထဲကနေကိုတော့ကျွန်တော်ကိုထားတဲ့ရွေချက်ကဒီစက်ရုံကလေးမှာဒီ company လေးမှာဒီ manager ယာဒူးလေးအတွက်တော့မဖြစ်နိုင်ဆိုတော့ကျွန်တော်သိတယ် manager ဆိုတာကနာမည်သာကောင်းတာအပေါ်ကနေ boss ကတစ်ချိန်လုံးထောင်းနေတာတစ်ချိန်လုံး pressure ပေးနေတာမဆုမပုတ်လေးပတ်စံပေးပြီးတော့အကြီးကျယ်ကိုအပေါ်ကနေထောင်းနေတာဘယ်သူမှမသိဘူးရားသခင်ကကျွန်တော်ရဲ့ခင်မတရားကိုကျွန်တော်ပြောတယ်ကျွန်တော်ခင်မသူ manager ရပြီတဲ့နေ manager မပြောနဲ့နေစိတ်ဆင်းရဲလိမ့်မယ်စားလာကြတယ် negative ပဲပြောမယ် negative ပြောတာမဟုတ်ဘူးနင်းကြီးလို့6လပဲကြားတယ်ကျွန်မသိချင်တယ်တဲ့ manager ဆိုအလကားပေးတာမဟုတ်ဘူးကိုယ်လုံးတော့လောက်ခိုင်းအောင်သူ့ကို position ပေးလိုက်တာမင်းအကုန်လုံးတော့အဲ့ဒါ run မ run တော့လေမင်းမရဘူးအပြအပေါ်ကနေထောင်းတာစိတ်တက်ကြတယ်စိတ်ပြတ်တယ်သိချင်တဲ့စိတ်ဖြစ်လာတယ်မှတ်ထားလို့ဖခင်ရဲ့ဝန်မှာပေါ့တယ်ဖခင်လက်ထဲအပ်လိုက်တော့ဖခင်လက်ထဲအကုန်အပ်လိုက်တယ်ဖခင်ကောင်းချီးပေးတယ်ဆိုတော့အရေးကြီးဆုံးအရာပါလဲချစ်တော်ညီကိုမောင်တို့ဖခင်သခင်ရဲ့အတန်နဲ့တော့တတ်ဖို့လိုတယ်ဒါဝိရဲ့တက်တာကသူကဘုရားရှင်ကိုမျှော်ကြည့်တယ်ဘုရားရှင်ကိုအားကိုးတယ်ဒါပေမဲ့လူတွေကအမျိုးမျိုးပြောတယ်မလုံးနဲ့မရအောင်ဒါဝိကစိတ်အားကြီးတယ်ငါတော့တိုက်မယ်မှတ်ထားဘုရားသခင်လူတိုင်းအတွက်ကြီးမားတဲ့ချက်ရှိတယ်ဒါပေမဲ့မှတ်ထားအမြဲတမ်းတော့တစ်ခုတက်ခဏလေးမှာစာမပွဲဆိုတာရှိတယ်တိုက်ပွဲဆိုတာရှိတယ်ဒါပေမဲ့ဝမ်းမြောက်စရာကောင်းတဲ့ຢာတစ်ခုပြောမယ် The battle belong to God the rest belong to man ဖခင်နဲ့အနာယူတတ်ဖို့တော့အင်မတန်အရေးကြီးတယ်ဖခင်နဲ့အနာယူတဲ့ဖခင်ကအဲ့ဒီတိုက်ပွဲသူကိုယ်တိုင်တိုက်ပေးတယ်ပြောရအောင် The battle belong to God the rest belong to man ဒီအရေးကြီးဆုံးကကျွန်တော်တိုက်ပွဲတော့ရှိတယ်ဒါပေမဲ့တိုက်ပွဲကိုကျွန်တော်တိုက်စားမလို့သူကတိုက်သွားပေးတာဒါပေမဲ့ we have to know be still and know that I'm God ညင်ဖို့ဆိုတာနေလေငါဖခင်ဖြစ်တယ်ဆိုတော့သိဖို့လိုတယ်ဖခင်လက်ထဲအပ်ပြီးရင်တိတ်ပြီးတော့ရှုပ်ရှက်မခတ်နဲ့ဖခင်လက်ထဲအပ်ပြီးရင်ဟိုလူအားကိုဒီလူအားကိုမလုံးနဲ့ဖခင်လက်ထဲအပ်ပြီးဟိုပြောဒီပြောလိုက်မပြောနဲ့ဖခင်လက်ထဲအပ်ပြီးဟိုလူတိုင်မင်ဒီလူတိုင်မင်မလုံးနဲ့ဖခင်လက်ထဲအပ်ပြီးဖခင်လက်ထဲမှာလုံးဝတရားရကန်တော့အလှပြီးတော့ညင်ဝတ်စွာနေပြီးတော့မကြခင်ကြည့်တာဖခင်လက်တော်နေတော့ငါအဖြစ်မြင်ရလိမ့်မယ်လို့စတင်တော့ချီးမွမ်းကြည့်အဲ့ဒီအတ္တတိုင်းဖခင်လုံးလုံးတယ်အာမင်တိုက်ပွဲတော့ရှိတယ်ဒါဝိတိုက်ပွဲစပြီး
သူမှအာမပေးပါဘူးကျွန်တော်ဖျားမှုတော့ဆောင်းတော့မယ်ဆိုတဲ့အချိန်မှာဘယ်သူမှအာမပေးပါဘူးကျွန်တော်ဖျားမှုတော့ဆောင်းတော့မယ်အချိန်ပြည့်မှုတော့ဒီမှာစက်ကတ်တော့မယ်ဘယ်သူမှအာမပေးပါဘူးဘာဖြစ်လို့လဲကျွန်တော်လုပ်ငန်းသက်ဆိုင်ကောင်းတယ်ကျွန်တော်ဝင်ငွေကောင်းတယ်ကျွန်တော်လုပ်နေရတဲ့အလုပ်ကကောင်းတယ်ဆိုတဲ့အခါမှာမလုံးနဲ့လေဒီအမေရိကန်နိုင်ငံမှာဆိုတာကတစ်ဖက်ကအလုပ်လုပ်တစ်ဖက်ကအမှုတော့ဆောင်လို့ရတာပဲလာပါတယ်ကျွန်တော်သိချစ်တဲ့ကျွန်တော်ရဲ့အကိုဆရာကြီးတွေကျွန်တော်ခေါ်တယ်တိုင်ပင်ပါတယ်ဖယားတော့ခေါ်နေပြီဆရာကြီးကျွန်တော်ထွက်မလားညီလေးတစ်ဖက်ကမှုတော့ဆောင်းတာတော့ကောင်းပါတယ်ကွာမင်းတော့မယူနဲ့လေကွာမယူနဲ့ပါပြောခါတယ်မယူနဲ့လေကွာမင်းတစ်ဖက်ကအခုအလောက်ကဘယ်လောက်လဲတနာကြီး25 30လောက်တော့ရပါတယ်မင်းအဲ့ဒါဘလို့ရနိုင်မလဲကွာရတော့ရပါတယ်ဆရာရဲ့ဒါမဲ့ကျွန်တော်လောက်ရတာလည်းမလွယ်ပါဘူးအများတန်းလို့တခုမှနဲ့ quality control ဆိုတော့တခုမှတာနဲ့ရှိသမျှဟာတွေသိနေချီဟာတွေအကုန်ပြည့်ရတာဆိုတော့ကျွန်တော်ရဲ့ခေါင်းကြီးမှာဒါကြီးကမမားဖို့ accurate 1000နဲ့ကျွန်တော်တို့တော့1000စပင်းထပ်တောင်ပါသေးတယ်အဲ့ဒီဟာမားလို့မရဘူးကျွန်တော်အဲ့ဒါအင်မတန်ရေးကြီးတယ်ဆိုတော့ကျွန်တော်ခေါင်းထဲမှာအဲ့ဒါတွေပဲရှိတယ်မမားချင်းမမားရအောင်ချင်းတော့ရင်ထဲမှာဒါကြီးနဲ့သွားနေတာဆိုတော့ဒါပေမဲ့ဖယားခေါ်နေပြီကျွန်တော်ဖယားခေါ်နေပြီဒါကြောင့်ကျွန်တော်အဲ့ဒီအရာလေးကတခုကောင်းသွားတယ်ကျွန်တော်ဘယ်နေရာမှာပဲလုပ်ခဲ့တဲ့အရာအတွက်တော့ကျွန်တော်ကျေးဇူးချီးမွမ်းဘာလို့ဒီလားအဲ့ဒီအရာက ministry နဲ့ပြန်ဝင်လာတဲ့အခါမှာဖျားသခင်ရဲ့နိုင်ငံတော်အတွက်စကားတစ်လုံးမမှားဘူးအဲ့ဒီအရာလေးကသင်ပေးတယ်ဒါဝိရဲ့တတ်တာမှာလည်းသူ့ရဲ့ experience နဲ့အကုန်လုံးကလကားဖြစ်နေမှာမဟုတ် experience နဲ့အကုန်လုံးကထက်မြက်သောစစ်သူရဲ့ကောင်းဖြစ်လာဖို့သူ့ကိုဖခင်တော်လည်းမတင်ပေးခဲ့တာဖြစ်တယ်။လကားမဟုတ်ပါဘူးကွာ။ဒါဝေးရတဲ့တာကျွန်တော်တိုက်ပွဲစားပြီ။ဘယ်သူမှအမပေးကျွန်တော်လည်းဘယ်သူမှအမပေးခဲ့တစ်ဖက်ကပဲအလုပ်လုပ်ပါကွာတစ်ဖက်ကအမေမှုတော့ဆောင်လို့ရတာပဲမဟုတ်ဘူးဖခင်ရန်ခေါ်နေပြီကျွန်တော်ခေါ်တာမှရှင်းနေတာပဲယောမ8:32နဲ့ဖခင်ကျွန်တော်ခေါ်တဲ့ကြပိုက်ကအဲ့ဒါယောမ8:32ဖခင်ကျွန်တော်ခေါ်နေပြီရှင်းနေတယ်ကျွန်တော်ထွက်လိုက်တယ်ဘလို့ဘသူကလာကျွေးမှလဲအတင်းတော်ကလည်းအဲ့တော့ဆိုကျွန်တော်အတင်းတော်ကလူ30 40အဲ့လောက်တော့မှမရှိတရှိလေးနဲ့ဆိုတော့မဖြစ်နိုင်ဘူးလာကလည်းမရှိပဲနဲ့ရတယ်ဘုရားတန်နေတယ်ဘုရားခင်ခေါ်ပြီးကျွန်တော်ထွက်လိုက်တယ်တက်ပွဲဆိုတာရှိတယ်အမြဲတမ်းဒါပေမဲ့အဲ့မှာဘုရားကောင်းကြီးပေးတယ်လားမမင်းနဲ့ထွက်လိုက်ပြီးတော့မှဘုရားကောင်းကြီးပေးတယ်ဒါကြောင့်ပြောချင်တာတက်ပွဲတော့ရှိတယ်ဒါပေမဲ့ဘုရားကိုယ်တိုင်တိုက်ပေးတာဖြစ်တယ်တိုက်နေတဲ့အချိန်မှာကျွန်တော်ဘယ်ပေါ်မှာလဲသိလားဘုရားရဲ့အပေါ်မှာကျွန်တော်တို့ဘုရားတို့ကိုင်းတော့တိုက်ပေးသွားတာကျွန်တော်အဲ့လိုပဲမြင်တယ်ငါတာငါ့ဦးတာကောင်းဖတ်တာကိုတော့ဖတ်တာကိုတော့တိုက်သွားပေးတယ်ဒါဝိတိုက်ပွဲစားပြီစတင်တိုက်တော့မယ်ဆိုရင်သူ့မှာအစွမ်းစားရှိတယ်ဆိုတာသိရင်အဲ့ဒီကိုယ့်ရဲ့အစွမ်းစားမှာသူများမှီပြီးတော့နာမည်ယူတတ်ခြင်းတဲ့တဘာဝတော့ရှိတတ်တယ်ဘာလို့တက်လဲဆိုတဲ့အခါမှာဒါဝိကိုရှောလူကခေါ်တယ်ဘယ်သူလဲကွာတိုက်မှာအေးခေါ်လာခဲ့ဘယင်းစီရောက်ပြီမင်းတကယ်တိုက်မှာလားတိုက်မယ်ဘယ်သူမှတိုက်မဲ့သူမှမရှိတာဒီနေ့မှတ်ထားချစ်တော်ညီကိုမောင်ကတော့အမှုတော်ဆောင်နေတိတ်များတယ်အလိုတော်ဆောင်တာတိတ်နေနေတယ်အလိုတော်ဆောင်တဲ့သူကိုဘုရားရှာနေတယ်အလိုတော်ဆောင်တဲ့သူပဲဘုရားသခင်ရှာနေတယ်ကျွန်တော်ဝမ်းနေတဲ့အရာတခုပါလာသေးလားချစ်တော်ညီကိုမောင်ကတော့ကျွန်တော်ပြောရင်းနဲ့မြေကြတဲ့အရာတခုရှိတယ်ဗမာပြည်ထဲမှာတစ်နှစ်ကျန်းစာကြောင်းဆင်းတဲ့သူတွေအများကြီးပဲထောင်နဲ့ချီတယ်နိုင်ငံတစ်ခုလုံးနဲ့တွေ့ဘာလုပ်နေကြလဲကျန်းစာကြောင်းဆင်းတာထောင်နဲ့ချီဆင်းနေကြတယ်တစ်နှစ်ဘာလုပ်နေကြလဲဘယ်မှာလဲဒီလူတွေကျန်းစာပဲတည်တယ်လူတွေဖျားမရကြဘူးလုပ်တဲ့သူရှိပါတယ်အရင်နေတယ်ဒါဝိသွားပြီနန်းတော်ရောက်ပြီ
ရင်ညာငါရဲ့အင်ကြီးယူဝတ်လိုက်တယ်ငါရဲ့အင်ကြီးယူဝတ်လိုက်တယ်သူဝတ်ပါတယ်ဝတ်တဲ့ချိန်မှာလှုပ်လို့မရတော့ကျွန်တော်လည်းပဲဖျားမှုတော်မြတ်အတွက်စတင်လှုပ်ဆောင်တော့မယ့်အချိန်မှာလူများ idea တွေအများကြီးကျွန်တော်ဝတ်ခိုင်းပါတယ်ကျွန်တော်သူတို့ idea တွေနဲ့ကျွန်တော်လုပ်ခိုင်းပါတယ်ဒါပေမဲ့ကျွန်တော်ဖျားရဲ့ idea နဲ့ပဲကျွန်တော်တွားချင်တယ်သူတို့ idea ယူလိုက်တာကျွန်တော်လှုပ်လို့မရတဲ့လာပေါင်းများစွာရှိခဲ့တယ်ဖျားရဲ့ idea နဲ့ပဲတွားပါ God idea နဲ့တွားပါဘယ်တော့မှ good idea နဲ့မတွားပါနဲ့တိတ်ကြောက်စရာကောင်းတယ်အဲ့ဒီ idea နဲ့ကျွန်တော်တွားတယ်ကြက်တွားတယ်ညက်တွားတယ်ဘာလို့မှမသိတော့ဘူးသူ့ idea နဲ့တွားလို့အောင်မြင်သွားရင်ဘာပြောမလဲသိလားငါကြောင့်သူအောင်မြင်တာလို့ပြောလိမ့်မယ်အဲ့ဒါဖျားဖြစ်မခံနိုင်ဘူးဆိုတဲ့အခါမှာပြန်ချွတ်လိုက်တယ်ပြန်ချွတ်လိုက်ကျွန်တော်မရဘူးလေဘာသာပါဖျားသခင်သူ့ဘုံနဲ့ပဲလွှမ်းခြုံလို့အသုံးပြုခြင်းနဲ့ဖျားဖြစ်တယ်ဘယ်သူဘုံကိုမှဖျားမတင်စေချင်ဘူးမှတ်ထားဖျားအမှုတော်မြတ်မှာဖျားဘုံကအရေးကြီးဆုံးပဲဖျားဘုံကအရေးကြီးဆုံးပဲဖျားဘုံကအရေးကြီးဆုံးပဲကျွန်တော်ဂုံဘလောက်ပဲလာတင်အဲ့ဒီဂုံကိုကျွန်တော်မယူဘူးကျွန်တော်အကုန်ကာချမှာပဲဘာလို့လဲလူရဲ့ဂုံဆိုတာကလူဂုံများလိုက်ဖျားဘုံပြောက်တတ်တယ်ဒီနေ့ဆရာကြီးရဲ့အများကြီးကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်စိတ်မကောင်းတဲ့အရာပါလဲဆိုတော့ PhD ဒေါက်တာဘွဲတွေ4ဘွဲ5ဘွဲသူတို့မှရှိတယ်ဒါပေမဲ့ information တွေပဲကြားတယ်ကျွန်တော်စိတ်မကောင်းဘူးကျွန်တော်စိတ်မကောင်းတကယ်တော့ပါတယ်ဗျာနှစ်ခုပေါ့ကျွန်တော်အရေးကြီးတယ်နှစ်ခုတော်ရမယ်မတော်အောင်မဟုတ်ဘူး PhD ဘွဲမလို့လားလို့တယ်ဒါပေမဲ့အဲ့ဒီဘက်ကိုသိများသွားရင် spiritually alive ဒါပေမဲ့ intellectually alert ဖြစ်ဖို့လိုတယ်အဲ့ဒီနှစ်ခုက balance အများကြီးဖြစ်နေရမယ်ဟာဝိညာဉ်မှာပဲဝုန်းလို့ intellectual အပိုင်းကိုလည်းကျွန်တော်ပြထားလို့မရဘူး intellectual အပိုင်းကလိုက်တာမဟုတ်ဘဲနဲ့ဟာလာဝိညာဉ်တော်ရဲ့လေ့လာကိုလည်းကျွန်တော်နားလည်ပြီးတော့မှအဲ့လိုသွားတတ်ဖို့လိုတယ်အဲ့ဒီပုံမှာဘုရားကျွန်တော်ချီးမြှောက်သွားတာဆိုဘုံတတိထားပါဘုံဘုရားရဲ့ဂုံနဲ့ဘုရားရဲ့ပြင်ဆင်ရတဲ့ဘုံနဲ့လူတွေပေးတဲ့ဂုံနဲ့ဘယ်တော့မှမလဲနဲ့အဲ့ဒါပျောက်တတ်တယ်ပျောက်တတ်တယ်ကျွန်တော်ကြောက်တယ်လားဒါဝေးဘုရားဘုံနဲ့တွားခြင်းတယ်ဒီတော့ဘုရားဘုံတင်ခြင်းတဲ့သူဘုရားဘယ်တော့မှလူရဲ့ဂုံအတင်မခံဘူးအဲ့ဒါတတိထားပါဘယ်သူပဲဖြစ်ဖြစ်တတိထားပါဆိုတော့ဒါဝိတ်ကစားပြီမရဘူးတဲ့မရဘူးလဲတော့မယ်ဂုံတင်တာများရင်လဲတတ်တယ်ပြန်ဖြုတ်လိုက်တယ်ပြန်ဖြုတ်လိုက်တယ်လဲတတ်တယ်နော်လဲတတ်တယ်လူတွေကဆရာဖြစ်လာအဲ့ဒီဘုံတွေအကုန်ဖျောက်ပြီဆရာဒေးဗစ်မဟုတ်ဘူးကိုတော်ဖြစ်တယ်ကျွန်တော်ဆိုခုလက်တင်ဆူတောင်းတာအရင်နေသွားပြီအားလို့ကျွန်တော်ဆူတောင်းလည်းမတောင်းနိုင်တော့လူထောင်နဲ့ချီလာတယ်အကုန်လုံးကတောင်းပေးရရင်ကျွန်တော်လည်းပဲမလွယ်ပြီးတော့မှဗမာပြည်ရောက်သွားကျွန်တော်တတိထားမိတယ်ဆရာကြီးတွေအများကြီးရှိပါတယ်မှာဆရာကြီးတို့မောင်ထုံးလည်းဆရာအများကြီးပဲတကယ်ဆူတောင်းတဲ့အချိန်မှာလူတွေကဘာဖြစ်လဲဆိုတော့ကျွန်တော်စီပြုံလာတယ်ဘာလို့တတိကြားထားတယ်အဲ့နဲ့ကျွန်တော်ဆရာကြီးတွေအကုန်လုံးရှေ့မှာထားလို့ကျွန်တော်ပလင်ပေါ်ပြေးတက်သွားတယ်ကျွန်တော်ပလင်ပေါ်ကနေပဲဆူတောင်းပေးတယ်အရေးကြီးတာကျွန်တော်လောက်တာမဟုတ်ဘူးကျွန်တော်လောက်တာမဟုတ်ဘူးဖခင်ရဲ့လက်တော်လှုပ်ရှားနေတယ်ဖခင်ရဲ့ဘုံလှုပ်ရှားနေတယ်အဲ့ဒါကိုကျွန်တော်နှလုံးသားလေးဖွင့်တော့ကိုတော့ touch me that's all you need အဲ့ဒါပဲလို့လေ David touch လို့ David ကပါမို့လို့လေ David ကပါမို့လို့လေဖခင်မပိုင် David ဆိုတော့တုံညပဲ Without Jesus I'm nothing zero Without Jesus David zero
with Jesus David hero hero နဲ့0ကတော့ကွာတယ်ဖះမပါလို့မရဘူးဒါပေမဲ့ထားချစ်တော့ကြောက်တိတ်ကြောက်တွေရတယ်ကိုပြောမယ်လူငယ်တွေလူငယ်ထူးမဲ့လူငယ်တွေဖះခင်ချီးမြှောက်လာမယ်တတိထားဖះချီးမြှောက်လာတာနဲ့ဂုံနောက်လုံးဝမလိုက်နဲ့မကြမ်းပါဆိုလို့ပြန်ပြောမယ်အသေးသေးဆွဲနေအောင်မှတ်ထားအသေးသေးမကြောက်တယ်အသေးသေးဆွဲနေအောင်မှတ်ထားဖះကချီးမြှောက်ခြင်းနဲ့ဂုံမလုပ်ပါနဲ့ဘုံကိုမျှော်လင့်ပါအာမင်ဂုံကလူပေးလို့ရတယ်ဘုံဆိုတာဖះပေးမှရတယ်အာမင်ဟာလေလုယာအာမင်ဒါဝိဖះဘုံပါတယ်လူတင်တာမရအောင်လဲတော့မယ်ဒါနဲ့ပြန်ဖြုတ်ချလိုက်တယ်သူရဲ့လောက်လွယ်နေလောက်လွယ်နေကိုဘာကျွမ်းကျင်လဲအဲ့ဒီကျွမ်းကျင်တာလည်းပဲဘုရားခင်ခိုင်းတတ်တယ်ကိုမပါရှိတယ်ရှိတဲ့ရနေပဲဘုရားသုံးတယ်နော်မင်းဂေါလိယကဓာတ်နဲ့လာတာကွာမင်းအရင်ဆုံးဂေါလိယကိုတိုက်ဖို့ဓာတ်ခုတ်နေသွားတယ်မပြောပြောလားမပြောဘူးသူဒီလိုခုတ်လိုက်ဒီလိုမပြောဘူးတင်လားတင်အထဲမှာalready equipped ဘုရားကလုပ်ထားပြီးသားအထဲမှာရှိထားပြီးသားကျွန်တော်တို့ကိုဘုရားသခင်ကတနေ့တော့အချိန်မှာလူတွေမြောက်များစွာကို motivate လုပ်ရမယ်ဆိုတာသိတဲ့အတွက်စာရန်ကမကြိုက်ဘူးငါအဖြစ်အောင်လုပ်တယ်ကျွန်တော်စကားထစ်တာမှာရက်ရက်ဆက်ဆက်ထစ်တာငယ်ရတော့နားနဲ့မနာဖွားနဲ့နာပါတရိษံရဲ့ရှိတယ်များမပြောတော့ဗျာအဲ့ဒီအကုန်စားရတယ်နော်မစင်ထွက်တဲ့နေရာလေအဲ့ဒီဟာကိုအဲ့ဒီဟိုစားလေစီဘူးချက်စီဘူးအဲ့ဒီကိုပြောမယ်ဟိုဝတ်စီဘူးအစီဘူးရှိညာကုန်စားတယ်ကျွန်တော်အဖေဒီကရင်လောက်ရင်တလွဲလောက်တတ်တယ်ကျွန်တော်ဖေချစ်ချက်သိကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ဖေကျွန်တော်ကြာအရန်ကျွေးတယ်နော်အဲ့ဒီဝတ်ကျွေးတယ်ချက်ရှိညာအကုန်စားရတယ်အဲ့ဒီဟာကြောင့်ဒါပျောက်ခဲ့ရင်ဒါဒီကြောင့်ဆိုဖြစ်အောင်မယ်မပျောက်ဘူးချစ်တာရဲ့ရဲ့ဆက်ဆက်တချင်းဆိုတော့ပြောတာအရှိမအဲ့လိုပါဖြစ်တာကျွန်တော်တချင်းတော့ဟိုအစိအေးဆိုခိုင်းမယ်တော့ငါလေးကိုကြည့်တာငါသိတော့မယ်အစီအစဉ်ကိုင်းနေတော့ငါသိတော့မယ်အသားမဲတာတော့မမျက်နှာနီးတယ်ကျွန်တော်ကစကားထစ်တာမှအဲ့လိုထစ်ခဲ့တာဒါပေမဲ့ယေရှုတော်ဘုရားအထက်မှာ equip လုပ်ထားပြီလားဘုရားအထက်မှာထည့်ထားပြီလားဘုရားအထက်မှာကျွန်တော်သုံးပြုမယ်ဆိုတာရှိထားပြီလားဘယ်အရာမှရှိတာလို့မရဘူးမှတ်ထားပါကျွန်တော်အထက်မှာဘုရားထည့်ထားပြီတဲ့အရာကကျွန်တော်နဲ့တူချင်မှတူမယ်ဒါပေမဲ့ကြည်တော်အမှုအရာဘုရားထည့်ထားပြီတဲ့ဟာလေလုယာအာမင်ဟုတ်ရာမရှိကြီးဘုရားရှင်အပေါ်ပဲလုပ်တယ်ဘုရားတင်ထဲမှာကြီးတော်အမှုရာပြုကိုဘုရားထည့်ထားပေးပြီကိုဘေးနားမှာရှိတဲ့သူကိုပြုံးလေးချစ်တဲ့စိတ်နဲ့မရည်ထိုင်ပြုံးခိုင်းတာအပြုံးစုံပြုံးတာတင်ထဲမှာကြီးမားသောအကြံစီရှိတယ်ဘုရားသခင်ပြောရအောင်ပြောတဲ့ထဲမှာအာမင်ကြီးလူတွေအားလုံးကကြီးတော်မှုကိုပြုမဲ့သူတွေဖြစ်တယ်အာမင်ဟာလေလုယာအိုးဟာလေလုယာနာမတော်ကိုကြည်ပါစေအာမင်ကြီးတော်မှုရှိတယ်ဘာမလို့သူလုံးဝမဲ့အရာကိုသိတယ်သူဒါမကင်ဘူး
သူတုံးမကင်ဘူးသူဒိုင်းလွှားမကင်ဘူးသူဘာမကင်ဘူးကြောက်ခဲငါလုံးသွားကောက်တယ်ဒီဘာလို့လဲသူတည်တယ်ဖယားသခင်နဲ့တွားတဲ့လူကကိုဘာလုပ်ရမလဲဆိုတာကိုသိတယ်လောကကြီးထဲမှာသူများ idea နဲ့တွားရင်ဆုံးရှုံးတယ်ဖယားနဲ့တွားတဲ့လူကကိုဘာလုပ်မလဲကိုသိပြီးတော့ဒီဇိုင်းမှလုပ်တယ်အဲ့ဒီသူကပဲအောင်မြင်တယ်ဒီနေ့တင်တော့ဘာလုပ်မလဲတင်တော့သိပြီလားသူများဓာခုန်နီးတွားတင်နိုင်ကိုလည်းလိုက်တင်သူများလှန်ထိုးနီးတွားကိုလည်းတွားတင်သူများလို့မဟုတ်ကိုအထဲမှာဖယားပါထည့်ထားတယ်အေးကွာနဲ့ဒါဝိကငါတော့တိုးတွေနဲ့ပဲကြောင်းခဲ့တော့ကွာဒါလို့ငါမလဲဘူးငါ့ကိုနည်းနည်းလေးဓာခုန်လေးတင်ပေးပါကိုကြီးရပြောလားကျွန်တော်အကူကအရေးချင်းသိများတယ်နော်ကျွန်တော်ထားဒါပေမဲ့လေကျွန်တော်အကူရှိတဲ့ထိုင်းနယ်စပ်မှာကျွန်တော်တော့တရားဟောတဲ့အချိန်မှာစက္ကတဲ့ညမှာကျွန်တော်အကူနဲ့ကျွန်တော်2ယောက်ပဲရှိတယ်ကျွန်တော်အကူရတော့အကူကြီးဆိုတော့နည်းနည်း kiss ကနေပြောရင်ပေးများတယ်သူအကူကြီးတော့အများကြီးနေကိုဖျားရှာကောင်းတယ်တိပါတယ်ကွာငါကြာပြီမင်းရတယ်အဲ့လိုဆိုဆရာလုံးမခံဘူးနော်ကျွန်တော်လည်းဆရာမလုပ်ပါဘူးတိတာလေးတော့ပြောချင်တာပေါ့ပြောမခံဘူးဒီပါတော့မင်းတို့ပဲအမှုတော်ဆောင်တဲ့တတိထားနော်မင်းတို့ကောင်းနေโอเคအဲ့လိုအမြဲတမ်းဆရာကြီးလောက်ခိုင်းတယ်သူ့အသိမပြောရဘူးကိုကြီးလို့ကျွန်တော်တရားလာဟောမယ်အဲ့ဒါကိုကြီးလာပေးပါလို့တရားဟောအဲ့ဘာလဲအိုင်တော့လာမယ်မအိုင်တော့လာမယ်အဲ့ကျွန်တော်ဟောဖျားရှင်ဖော်ပြတယ်ကျွန်တော်ဟောလဲဟောပြီးတော့စက္ကကြပါအားလုံးအမြဲတမ်းမြတ်ခွစက္ကကြကျွန်တော်ကိုဖေးပြောက်သွားတယ်လို့ကျွန်တော်ရှာတယ်ရှောင်းတွေ့အမေဒီလိုတိုင်ရဲ့အနောက်မှာအကြီးကျယ်ငုံနေတာညီတေးမှလည်းသူကြောက်တယ်ညီတေးမှကြောက်တာတော့သူရှက်တယ်လေသူတိုင်းတရှူရှုနေချာဘသူလဲတော့ကြည့်တယ်ကျွန်တော်ကိုအတတမှာရေးကြည့်ပါလေအကိုစီမှာ idea ယူလို့မရပါဘူးဒါပေမဲ့ကျွန်တော်တတ်တာဖះနဲ့တွားတက်သွားလို့ကိုဘသူလဲဆိုတာတီးသွားရင်ကိုရဲ့တတ်တာဖြင့်အကိုလေးတက်တည်ရင်ရတယ်သူ့ကိုယ်သူ့ကိုကြည့်ဒီကောင်လုံးပြန်ပြီကွာတဲ့လုံးပြန်ပြီကွာဘာတွေတွားလုံးလည်းမသိဘူးလေကြည့်တဘာမှလည်းမပါသွားဘူးလေကြည့်ခဲငါလုံးနဲ့ဟာကွာငါတို့နာမည်ပြတ်ပြီးထင်ပါတယ်ကွာကြည့်ရဘူးကျွန်တော်စတင်မှုလို့ဆိုငတ်မယ်နော်တဲ့အမေသားကိုလည်းကြည့်ပြောထားအောင်လေတော့ကျွန်တော်ငတ်မယ်နော်ငတ်မယ်နော်ဘာလဲကွာတဲ့ခဏတော့ရောက်ပြီအလုပ်လေးတော့တစ်ပတ်လုပ်ပေါ်တယ်ဘာလဲတဲ့နော်ဒီလိုလာတယ်မချင်ဘူးဟိုကော်လီကခေါင်းဖြတ်ချလိုက်တော့တွားပြီးတယ်နဲ့ငါလုံးကောက်တယ်သူလောမဲ့ရောက်သူသိတယ်တင်လောမဲ့ရောက်တင်သိပြီလားခဲငါလုံးကောက်တယ်သူများတော့ထင်မှာပဲခဲငါလုံးနဲ့ဘာလုံးမလဲကွာဒီကောင်ဂေါလီယာမှာညီကိုအလုံးပေါင်း9ယောက်ရှိတယ်လကမဟုတ်ဘူးဖះနဲ့တွားတဲ့လူကခုမှအလကားမဖြစ်စေအောင်ဘုရားတောင်းပန်ယူတယ်အာမင်အားလုံးအလကားကောက်တာမဟုတ်ဘူးတလုံးပြင်တလုံးထပ်ဆွဲမှာနောက်တစ်ယောက်ထပ်လာလို့ဆွဲပြမှာဆွဲမှာ9ယောက်စလုံးဆွဲမှာဒါမှမထားပြင်ဆင်မှုလို့ရှိဖို့လိုတယ်ပြင်ဆင်တဲ့သူတစ်ချက်နဲ့ပွဲပြီးအောင်ဘုရားလုပ်တတ်တယ်အာမင်တလုံးအားလုံးထည့်ထားတယ်တလုံးလေးဆွဲတယ်တာဒီကြည့်ဘယ်သူလဲပြောတာခရငေါ့ပါချင်လို့လေခွေးလိုကောင်းပြီးတော့မြန်ငါ့ကိုလာပြီးတော့ဘာမှလည်းမူးဝဲထားပဲနဲ့လာတာကိုဘယ်လိုကောင်းမျိုးလဲကွာငါနဲ့စတိုင်လာတိုက်တာ
မဲငါခွေးချင်လို့လားမဲခမရကကီတုံနေလှမ်းနေဓာတ်တွေနဲ့လာတယ်ကျွန်တော်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ရဲ့နာမနဲ့လာတယ်တဲ့ဟာလေလုယာဟာလေလုယာတော့ပြောမယ်ဘယ်လောက်ပဲကြီးမားပဲပြဿနာတွေရှိပါစေရှုပ်ထွေးတဲ့ပြဿနာရှိပါစေငွေရေးကြေးရေးလူမှုရေးကြမ်းမာရေးတိုက်တဲ့ပြဿနာလားဘယ်သူလာမလဲဖခင်ရဲ့နာမနဲ့ဟာလေလုယာဖခင်ရဲ့နာမနဲ့ရွှေနှုတ်ချင်းခံရတော့သူတွေဖြစ်တဲ့အဘယ်သူကကျွန်တော်ကိုတုံထိုးတိုက်လှန်ဖြတ်စီလို့ရမှာလဲအာမင်ဝါဟာလေလုယာကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဝမ်းမြောက်နေတယ်ဗျာအထဲမှာနည်းနည်းကောက်ခုံလို့ရမှာမသိဘူးလူရကျွန်တော်မနေတဲ့မထိုင်တာဖြစ်တော့လားပြောနေတာအထဲမှာကျွန်တော်အောင်နိုင်တယ်ဆိုတော့ကျွန်တော်သိနေပြီဗျာ future ကိုကြိုးတော့ကျွန်တော်သိနေတယ်အရင်ပြောတာပဲဘာလို့ကျွန်တော်နဲ့ကိုလို့ရှိနေတယ် hallelujah ဟိုးအမရှိနေရမှာဟိုးဟာအတထန်လေထွက်ကုန်ပြီနော်စကားတွေကမတူတော့ဘူးဆရာအဟုံလို့တော့ထွက်တာမို့ဆရာအဟုံကမလေးရှားရောက်တော့သူ့တရားဟောခိုင်းတာအဲ့တော့သူအင်္ဂလိပ်လိုလည်းမတတ်ဘူးမတတ်တော့သူကဗမာလိုအကြီးကျယ်ဟောတာဗမာလိုပဲအကြီးကျယ်ဟောတာဟိုကအတထန်နဲ့ဟောသွားတယ်ထင်လို့တိတ်ထင်ကြီးသွားတယ်အကြီးကျယ်ဗမာလိုဟောတာYes, you are the one. အဲ့ဒါအတထန်နဲ့ဟောသွားတယ်ဟိုကမှလို့ဟောသွားတယ်ဟောနားလေတော့အတထန်ပြီးတော့ဟုတ်တယ်အတထန်ပဲလေချစ်တော်ညီကိုမောင်မအရေးကြီးတယ်ဘယ်လိုပြဿနာမျိုးပဲလာရင်ဆိုင်ဖို့အဆင်သင့်ပဲပြဿနာကိုရင်ဆိုင်ဖို့လုံးဝမကြောက်နဲ့ပြဿနာကိုရင်ဆိုင်ဖို့လုံးဝမကြောက်နဲ့ပြန်ပြောမယ်ပြဿနာလာပါစေအဲ့ဒီပြဿနာထက်ကြီးတဲ့ဖခင်ကျွန်တော်တို့ဘာသာရှိတယ်ဟာလေလုယာဘယ်လိုပြဿနာမျိုးမှထွတ်မပြေးနဲ့အဲ့ဒီပြဿနာကိုရင်ဆိုင်ငါဖခင်ရှိတယ်ငါဘာဖြစ်လို့ရင်မဆိုင်ရမှာလဲရင်မဆိုင်မချင်းတင်တော့မှအဖြစ်မရှိဘူးတတ်တယ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 ်ရင်ဆိုင်မယ်ဟာလားရင်ဆိုင်လို့သင်လက်လှုပ်တာနဲ့ကျန်တဲ့ကိစ္စဖခင်တာဝန်ယူသွားတယ်အာမင်ဒီနေ့ပင်ငါမင်းရဲ့ကောင်းဖြတ်မယ်ခိုင်ထားတာကလောက်လွယ်ပြောတာကကောင်းဖြတ်မယ်လောက်လွယ်နဲ့လေပြီးညစ်တက်လို့ပဲတင်းလက်ထဲမှာပါရှိလေတင်းလက်ထဲမှာပတ်စံ100ရှိတယ်ဒါမဲ့တင်းပြောတဲ့စကားက3သိန်းတန်ပြောတယ်သို့တော့အဲ့ဒီ3သိန်းတန်ထိဖခင်လိုက်ပေးနိုင်တယ်အာမင်ခိုင်ထားတာကလောက်လွယ်ပြောတဲ့စကားကလေပြီးဖြတ်မယ်ဆိုလိုက်ပြီနော် fix ရအတားတော့ဘယ်လိုလဲတော့မသိဘူးကြောက်တော့ပဲကျွန်တော်ယုံကြည်တာတခုပြောပြမယ်တင်းရဲ့ပြစ်မှတ်ကိုမအောင်ဆွဲသွားပေးတာဖခင်ပဲအာမင်ပြုလေသမျှမှာအောင်ရမယ်ဖခင်လက်တော်နဲ့လို့ရင်အရှိန်နဲ့ပြစ်တာဒီလိုပတ်လာကြမှာဖခင်ပါတာသိတာဒိန်းဆိုထိတာနဲ့ဒါဝိရဲ့အားကနည်းနည်းဖခင်ဆွဲလိုက်တာနောက်ပိုင်းမောက်ခုပြုတ်ကြတယ်ဖះဆွဲလိုက်တာဖះဆွဲတာခစ်ကနေပြောအောင်တော့မသိဖះဆွဲလိုက်တာဒါကြောင့်သွားဆွဲပြီးတော့ဓာတ်နဲ့ခုတ်လိုက်ပြီးတော့အဲ့ဒီဓာတ်ကိုလေအဲ့ဒီဓာတ် तू မယူသွားဘူးအဲ့ဒီဓာတ်ကို तू အိမ်ကိုယူသွားလို့ရတယ်ခေါ်လေးကိုတတ်လိုက်ပြီးတော့
ပေးလက်ပြီးတော့အဲ့ဓာတ်ကိုသူယူသွားလို့ရတယ်သူယူသွားလို့ရတယ်အဲ့ဒီဓာတ်ကိုသူယူသွားပြီးတော့အကိုလေးအဖေကျွန်တော်ကြည့်ကျွန်တော်တော်ထဲမှာတိုးကြောင်းသားပဲအဖေတို့ထင်ခဲ့တယ်ဗိတ်သိက်ပေးဖို့တော့မှကျွန်တော်ကိုပွဲကိုမခေါ်ဖိတ်ခဲ့ဘူးဒါပေမဲ့ကြည့်ခေါ်လေးရဆိုတဲ့လူတွေတက်လုံးကြောက်ရတဲ့လူကျွန်တော်တတ်ခဲ့ပြီးသူ့ဓာတ်ကြွားလို့ရတယ်ကြွားလို့ရတယ်သူမကြွားဘူးတေချာကျန်းစာထဲမှာပြန်ဖတ်ကြည့်အဲ့ဒီဓာတ်ကိုတဲတော်ကိုယူသွားပါတင်တိုင်းရဲ့အနောက်မှာထားပါမလုပ်တာလေ pose ချိန်ထားတာဖျားရှိခိုးဖို့ဝင်လာတဲ့သူတိုင်းအဲ့ဒီဓာတ်ကိုကြည့်ပါစေဣသရေလအမျိုးကိုဂေါလိယလက်ထဲကကယ်နှုတ်ခဲ့တာဒါဝိမဟုတ်ဘူးဖျားဖြစ်တယ်ဆိုတာလူတွေမြင်ပါစေအာမင်အဲ့ဒီဓာတ်ကိုဗိမာန်တော်မှာထားဖို့ရန်အတွက်သူတတ်မှတ်ခဲ့တယ်။သူအိမ်မယူသွားဘူး။သူပြန်မကြွားဘူး။ဘာဖြစ်လို့လဲ။ဂေါလိယကိုတတ်ခဲ့တာသူမဟုတ်ဘူး။ဖျားဖြစ်တယ်။လူတွေမြင်အောင်ချိတ်ဆွဲတာပါ။ကျွန်တော်တို့ဒီဘာခေါ်လဲဗျာအင်္ဂလိပ်လိုခေါ်တာတခုရှိပါတယ်။ trophy လား trophy ဘာမှလို့ဆိုလို့ပြောလဲစုဖလာတော့ပြောနော်ဘာလို့ထားလဲကျွန်တော်အောင်ပွဲခံရင်အိမ်မှာချိတ်ဆွဲထားတယ်အိမ်မှာတင်ထားတယ်ဒါဝိတ်ကသူ့ရဲ့အောင်မြင်မှုတော့အဲ့ဒါကိုအိမ်မှာဆွဲထားလို့ရတယ်သူလောက်လားဖခင်ရဲ့အိမ်တော်ကိုယူသွားပါဖခင်အိမ်တော်မှာချိတ်ဆွဲထားပါဘာပြောတာလဲငါနဲ့မဆိုင်ဘူးအဲ့ဒီအောင်ပွဲဟာဘယ်သူနဲ့မဆိုင်လဲချစ်တော်ညီကောင်မတော်အတ္တမှာတင်တော့အောင်ပွဲရလိမ့်မယ်အဲ့ဒီအောင်ပွဲတစ်ခုစီတိုင်းကတင်းကြောင်မဟုတ်ဘူးဆိုတာအမြဲတမ်းလူတွေသိပါစေအာမင်တင်းကြောင်မဟုတ်ဘူးဆိုတာလူတွေသိပါစေတင်းကြောင်ဟလာမဟုတ်ဘူးဆိုတာလူတွေသိပါစေနောက်တစ်ခုပို့သိရမှာဒီအောင်မြင်မှုတွေအားလုံးဖယားအတွက်ဖြစ်ဖယားကြောင့်ဖြစ်တယ်ဆိုတာအမြဲတမ်းဖယားကို point လုပ်ပြပါအမြဲတမ်းဖယားကို point လုပ်ပြပါအမြဲတမ်းဖယားကိုပဲကျွန်တော်တို့လက်ညှိုးထိုးပါအမြဲတမ်းဖယားဘုန်းတော်ထင်ရှားပါစေ Oral Robert ဆိုတဲ့ဆရာကြီးတယောက်ကြောင့်ပြောမယ်ပြောပြီးကျွန်တော်ဆုံးသတ်မယ် Oral Robert ဆိုတဲ့ဆရာကြီးကဖယားအိမ်မှာဓမ္မအသုံးပြုပါတယ်ဖယားချီးမြှောက်ပါတယ်သူ့ရဲ့တရားဟောပွဲကို3ရက်တရားဟောပွဲအမျိုးသမီးတယောက်လာတက်တယ်လာတက်ပြီးတော့သူစာလေးတစ်စောင်ရေးတယ်အဲ့တစ်စောင်ကိုကျွန်တော်ဖတ်လိုက်ရဆရာကြီး Oral Robert ရဲ့ conference မှာကျွန်မ3ရက်သွားတက်ခဲ့တယ်ဒါပေမဲ့ Oral Robert ကိုကျွန်မမတွေ့ဘဲနဲ့ပြန်လာခဲ့ရတယ်ဒါနဲ့ကျွန်တော်စိတ်ဝင်စားလာပါလေလို့ဖတ်ကြည့်လိုက်တာ Oral Robert ရဲ့တရားဟောပွဲတစ်ခုလုံးမှာ3ရက်စလုံးမှာ Oral Robert ကသူ့ရဲ့ ministry သူလုပ်ခဲ့တာတွေအားလုံးကိုသူမပြောဘဲနဲ့ဖယားတခင်ကိုချီးမြှောက်လောအားကြီးလို့ဖယားကိုပဲမြင်ပြီးတော့ကျွန်မပြန်လာခဲ့ရတယ်ဒီနေ့ဖယားတခင်ချီးမြှောက်တဲ့သူတွေအားလုံးကဖယားကိုချီးမြှောက်တတ်တဲ့သူတွေပဲဖယားကချီးမြှောက်သွားတာဖြစ်တယ်ဒါကြောင့် Oral Robert ကိုမြင်တာထက်ဖယားကိုမြင်သွားတယ်ဒီနေ့ကျွန်တော်ရဲ့နှလုံးသားထဲမှာဖယားသိတဲ့အရာတခုကဒေးဗစ်ကိုမြင်တာထက်ဖယားကိုမြင်ကြပါစေဒေးဗစ်ကိုတွေ့တာတက်ဖယားကိုတွေ့ကြပါစေဒေးဗစ်ကိုယဉ်နေတာတက်ဖယားကိုယဉ်နေကြပါစေဒေးဗစ်ကိုချီးမွမ်းတာတက်ဖယားကိုချီးမွမ်းပါစေဒေးဗစ်ကိုချီးမြှောက်တာတက်ဖယားကိုချီးမြှောက်ပါစေဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားသခင်သားနဲ့တာ၍ဘုန်းကြီးပါစေ I just want to praise you so that the change ဒီနေ့ဆွေးနေကြတော့မြေကြအဲ့ချင်းကိုကျွန်တော်ပြန်ဆိုကြရအောင်ဝိညာဉ်တော်ဒီညမှာလှုပ်လှုပ်နေပါလေချစ်တော်ညီကိုမောင်တို့ဒီညမှာအောက်ပွဲအလှုပ်လှုပ်မယ်ကျွန်တော်ယုံကြည်တယ်
ဒီရဲ့တတ်ခံချင်းအဖြစ်နဲ့ထိတွေ့မယ်တချင်းဆိုချအဖြစ်နဲ့ဘုရားလှုပ်လို့မယ်ဒီညအတွက်ကျွန်တော်စတင်ပြင်ဆင်ကြရအောင်ရောက်ရှင်အာမင် hallelujah အားလုံးခဏလောက်မတ်တထားရအောင် I just want to praise you